ဒီနေ့သာသနာတော်နှစ်2550ပြည့်နှစ်လူတော်ဟာဂောဇာတက္ကရာ1368ခုနှစ်တကုလပြည့်ကျော်နောက်တကုလပြည့်ကျော်4ရက်နေ့ညရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်တောင်လုံးမြန်ရပ်ကွက်ဆူတောင်းပြည့်ပြည်လုံးချမ်းသာစီတော်မြတ်ပြဝတွင်၌ဆင်ကျင်းပါပူဇော်အပ်သောတောင်လုံးမြန်ရပ်ကွက်လုံးဆိုင်ရာဓမ္မကြီးအထုတရားပွဲဟောကြားအပ်သောခောရကနိကေဓမ္မပဒပါဠိတော်ထက္ကရာပွဲစိတ်တဝတ်ဘုရားရှင်တော်မြတ်ဟောကြားတော်မူသောမေဂိယမထေရမြတ်ဤဝတ္ထုကိုအခြေခံတတ်စားစဉ်ဟောကြားအပ်သောအချိန်မီလေးပြင်လိုက်ပါအမိရသောတရားတော်ပြိဿပါတရားပဲအချိန်မီလေးပြင်လိုက်ပါနော်ဒါကြောင့်တရားတော်ကိုမဟောကြားမီမနာကြားမီတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထောထားသဗ္ဗညရှင်တော်မြတ်ဘုရားရဲ့ကိုယ်တော်များကိုအာယုပြုပြီးတော့ရှိခိုးကြတော့ပူဇော်ကြရအောင်ဒါကြောင့်အလုံးခေတ္တကဏ္ဍမြင့်သက်စွာနေတိုင်းပြောဆိုပြီးတော့လက်ဝလေးတွေချီမျက်တော်လေးတွေချတာရုပ်ကပူဇော်နေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ကိုယ်တော်များကိုအာယုပြုပြီးတော့အတူတူပဲပူဇော်ကြရအောင်ဧလောဝအနနံသောဗံဓမ္မေတံဓမ္မတိသကံကန္တိတံသဗ္ဗကန္တနံဣဒကံတနမမဟံဣဒေနာသစ္စာဝစေနာဒုက္ခိတာဟွန္တုပါတောဣလောဝအနနံသောဗံဓမ္မေတံဓမ္မတိသကံကန္တိတံသဗ္ဗကန္တနံဣဒကံတနမမဟံဣဒေနာသစ္စာဝစေနာဒုက္ခိတာဟွန္တုပါတောအန္တိဘုံတော်ဆက်ရှိရလုံးနေ၍ဘုံပေတင်ထနောမြင့်မြတ်တော်မူပေသောအရှင်မြတ်ဖယားအရှင်မြတ်ဖယားအာနန္ဒံဘုမြောတင်ရှုမြင်မဝအမယနိုင်သောမျက်နာတော်အပြင်သည်ဧလောဝအကဝေဟင်ထကောင်းကင်ဝေမောင်းနေလေသံယုံနသောတာယောဝထေဝေဝေလာမင်းကြီးကဲ့သို့သောဗံဘုသူမြင်သူရှုသူအာသာအသာမပြေတင့်တယ်လပတော်မူပါပေသည်ဖယားဣနောဝအနနံသောဗံသောတာယောဤပြုဝေထေဝေဝေလာမင်းကြီးတမြဤဝေကောင်းလာပါသောမျက်နာတော်အပြင်လည်းရှိတော်မူပါပေထသောဓမ္မေတံတရားကျော်ခိုင်ထုံထိုင်ထိုင်နေရိုင်းဆိုင်နေသူနတ်လူအပေါင်းကိုလည်းဤကောင်းလာပြရည်ရည်အောင်ဆုံးမတော်မူပေထသောဓမ္မတိသကံဘွေလိုချင်းချင်းကျုပ်ပွဲဝင်မြည်သူရှင်တတိုင်းရတိုင်းပေသစာဝိနိ
ဒေသနာယေဧဒာယကျွေဟောပြတော်မူပေထသောသမ္မာကန္တနာအလုံးစုံသောအရာယနာဟုသမြတ်တို့ထကန္တိတံအစတရားမကသာအောင်နိသဖွယ်လည်းဖြစ်တော်မူပါပေထသောဣဒကရှိရှိသမျှဓမ္မဥဒ္ဓံအလုံးစုံကိုသေယုံပါဣသာဆိုရတော်မူပေထသောတဏ္ဍာယကံမဂ္ဂင်ရှိစုအောင်လံတူ၍နေဘုသောမူမောင်ကရုဖြင့်ဆောင်မှုတော်မူညာထိုရှင်တော်မြတ်ဖရာကိုအဟံဓမ္မကထာဒေသနာကိုဖွေရှာဟောမည်စိတ်ကရည်၍ကြံစီအားထုတ်ဖရာတပည့်တော်ကျော်နှုတ်သည်နမမိမန္တတော်ပလင်ဥစီကသရတော်ရွှေရွှေမြူပြီးလည်းရင်ရှိဝညခါနေ၍အကျဉ်းကရောလိုက်ရပါတော့သည်မြတ်စွာဘုရားဣဒေနာသစ္စာဝသေနာဣသောနောဘံဖောထုတ်ပြန်၍ဟောမှန်စွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်ပါတဝတရားချစ်ခင်စိတ်ကောင်းဝိညာဉ်ကုန်သောသင်္တော်စေတရားနာပရိသတ်ပေါင်းတို့သည်သုခိတာအန္တရေပြောက်ပြည့်စီဝါတလျက်စိတ်ဆက်ရွှင်လန်းဝဗ္ဗတတာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းခြင်းစိတ်ဆင်းခြင်းကိုယ်စိတ်နှပါတို့၏ဆင်းခြင်းစွာသောဆင်းခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဗယာသအတ္တနုဝါဒဝိပရာနုဝါဒဝိတန္တဝိဒုက္ခတိဝိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကသာမညုမမိန်တကိုယ်ရှိ၍ဆိုရိမနောကြောင့်ကြဖို့ဆွေကိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်သောမေတ္တာတရှိဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းကဲချမ်းသာသလိုထိုင်ပြီးတော့လာတဲ့လို့လာပါတရားလဲရှင်မီလေးပြင်လိုက်ပါရှင်မီလေးပြင်လိုက်ပါဆိုတော့ထိုင်တာလေးပြင်ခိုင်းတာမဟုတ်ဘူးဟမ်ဘုန်းကြီးကတော့ရှင်မီလေးပြင်ခိုင်းတယ်မစခင်ပြင်လိုက်အောင်ပါပဲအာနန္ဒသဗ္ဗလံစေတံဒုရခံဒုနိ
Varayam Uzo Garodi Medavi Udugarova Disanam Hananam Sabanam Siddham Durakam Doni Varayam Uzo Garodi Medavi Udugarova Disanam Hananam Avyayam Gamagundiya Dunai Donu Chensitaba Sabanam Ayodakudi Yeswamati Leaponoli Jinle Sitado Durakam Bhavana Ayom Gamagundiya Matwajam Jinto Siasenai Thele Boyam Wilayo Boyam Saunte Boyam Kayan Swatado Doni Varayam Sanjiva Ayom Nedvigo Akanai Sausha Boyam Lungu Kayan Swatado Sejan Dandara Desham Tenai Navi Kwekao Baubyam Seyasen Mango Medavi Jyoti Vinyashin Chide Durogamdi Uzo Damata Bhavana Vipadana Bhavana Navya Twelaya Amana Voya Om Pyam Dane Sinjejingo Karoti Gausamadri Vyua Babi Kiviwa Ubama Bonswa Vegetoni Umuga Uzugaro Nise Jasa Nire Lidamati Tizam Pyam Madware Kaudom Yaji Rigo Uzum Pyam Demaswa Tatwanai Boyam Karotiyata Nidai Nidai Vyuyi Pien Yui Nibi Saketo Ewa Mewa Ewa Dadabama Kayo Tuatula Nayam Medavi Jyoti Vinyashin Chide Durose Mangamyadodi Uzam Pyam Demapoyam Mimiya Siyasengo Karoti Gausamadri Vyupin Abhavi Dodati Predai Buddha Zenoya Siyasengo Sinomya Paya Minka Laite Vipita Diyari Hananam Avyayam Gamagundiya Twide Akama Donlo Chensitado Alon Dobreda Banduro Ramni Kosiko Piansiji Hala Rubayo Lala Nedweaga Tadayo Adagam Jaya Eka Kanayo Nagam Naya Suya Eka Radayo Yadagam Usaya Tia Tuya Eka Kodavayo Tia Tuya Gauni Chitui Kanzaya Eka Holy City God Nida Nidana Don't Look Nidana Durai, Udus in my Madonna Bula. Another Dolo the Nesoy, Bana Miga, the Dita. Now in a man, now where can I add the many Dove? The men so that you are ready, alone Chokate, and you the door. Hala, alone Jogate, the many who do break that. Now you need a mate, Tabi, Tida many, over go let on it, even go let on it, over be like, even feel like in that sea. Oda Zenomia Mayara Mulite, Buddhos and Noya, Sea, Nabate, Yam, Hoy Loga Vashina, Buddhos and Mamamiado, Pamete, Long Jainema, Long Kandaya, the Menility, Minamia, Chidamia, Lurigo, Jona, no, Look, Shinia, the Lovabe. Ayumavaga, Odia, Dway, Martin, Holy Singers in the Amina, no, Kazaja, Bonivale.
ရူပါယုံလှလှလေးမြင်ရင်ရောမကြည့်ခြင်းဘူးလားအတန်ကောင်းလေးဆိုရင်ရောနားထောင်ခြင်းနဲ့အနံကောင်းကောင်းလေးဆိုရင်လည်းပဲနားရင်ရှုခြင်းနဲ့အရသာကောင်းကောင်းလေးဆိုရင်ရောစားခြင်းတောက်ခြင်းနဲ့ဟုတ်လားအထီးတွေကောင်းကောင်းလေးဆိုရင်ရောထီးတွေ့ခြင်းအဲ့ဒါပြိဿကြီးကိုတယောက်တည်းဖြစ်နေတာဟောရတာဟုတ်ပါဘူးဗျာမဟုတ်ဘူးဒါဆိုရင်ကိုတယောက်တည်းဖြစ်နေတာမဟုတ်တော့အားလုံးဖြစ်နေသလိုပဲတဲ့အဲ့ဒီအားလုံးဖြစ်နေတဲ့လူတွေကတရက်လေးတစ်ခဏလေးဖြစ်နေတာလားဟုတ်ပါဘူးဗျာဘယ်လောက်ဖြစ်နေအချိန်တိုင်းနိုင်တိုင်းတစ်နှစ်လုံးဖြစ်မနေဘူးလားဖြစ်နေပါဗျာဖြစ်တယ်ဟုတ်လားသို့တော်ပြိဿရဲ့ဘုဒ္ဓဇေတဝါဝမို့ဖြစ်တယ်ပါလေဆိုတော့သာလွတ်ထားလိုက်မယ်ဆိုရင်အဲ့ဒီတုံးလုံးနေတဲ့စိတ်ဓာတ်တွေကငြိမ်သက်တဲ့အဆင့်ကိုရောက်ပါမလားမရောက်ပါဘူးဗျာမရောက်ဘူးတနေ့လုံးမှာဒုရဂရမပေါင်းတော်ကောင်းနေဟောဒီအာယုံ၅ပါးကမဂုဏ်တရားကြီးရားထဲမှာပျော်ပါပြီးတော့နေလိုက်တာလာတာမြင်ရင်လည်းပဲမနေနိုင်နဲ့ဗမာပြည်ကမင်းသားမင်းသမီးတွေအာမရလို့ကိုရီးယားမင်းသားမင်းသမီးအထီတော်မှာတုံလုံးကြတာမတုံလို့ဘူးလားတုံလို့ပါဗျာကျုပ်ကိုရီးယားအကြောင်းမပြောတာတော်တော်ကြာပြီဟုတ်လားမန္တလေးရောက်တော့အိတ်တေးရောက်သွားတယ်တသိတတ်ပြောရတယ်ကိုပေါ့ကိုလာတောင်ပြောတော့လေကိုအမျိုးအကြောင်းကိုပြောရမှာဟုတ်လားကျုပ်အမကျုပ်ညီမတွေအိမ်မှာချိတ်ထားတဲ့မင်းသားကိုတဘုံမှမမမင်းသားမပါဟုတ်လားလီအောင်ကြီးတို့ဒါလိုက်သားရဲ့အမလီဆိုးကတူတဲ့ဒါသမီးချင်းတဲ့ပုံတော့ဒါမမချင်းတဲ့ပုံမတူဘူးနော်တဲ့ဟုတ်လားဟိုကမင်းသားတော့မသိကြဘူးသူတို့ကလူတော်မှခွဲတန်းချတာအဲ့တော့ပြိဿရဲ့မျက်စိအမြင်အာရုံဟာမြင်လိုက်တာနဲ့တကြိမ်နဲ့ဖြင့်စောစောကလောင်ញိုင်လေးကသမင်လေးလိုပဲတုံလို့မသွားဘူးလားတုံလို့ပါပါဗျာရပိုင်ဝင်ရှိတာမရှိတာချစ်ပိုင်ဝင်ရှိတာမရှိတာဖြစ်နိုင်တာမဖြစ်နိုင်တာတွေအသာထားတဲ့ရင်တွေကတုံလို့တာတွေကတော့မနေနိုင်တဲ့အဆုံးဓာတ်ပုံလေးခြေပြီးတော့ကြည်လိုက်ရသေးတာပဲဟုတ်လားတုံလို့တာပဲအလုံးကိုတုံလို့အနန္တငါးပြအာယုကမဂုဏ်တရားတွေနဲ့ထိတွေ့တိုင်းမှာတုံလို့နေတဲ့အတွက်ကြောင့်အလုံးကိုထိမ့်သိပေါ်ရကင်းစွာထသောသဗ္ဗလံနဲ့ပရိသတ်ရဲ့ဒုတိယဥပမာပေးလိုက်တာအာယုငါးပါးကမဂုဏ်တရားတွေနဲ့တွေ့ရင်လျက်ပေါ်လွန်နေတဲ့စိတ်ဓာတ်တွေကလည်းပေါ်တတ်ပါတယ်ငြိမ့်သက်နိုင်ရဲ့လားကိုယ်ဆိုးတဲ့ဆိုးလာပြီတောတွေကမြောက်တကောင်လိုပဲသိတဲ့တောတွေကဘာနဲ့တူလဲမြောက်ဆိုတဲ့မျိုးကငြိမ်သက်တဲ့မျိုးလားလှုပ်နေတဲ့မျိုးလားရန်ကုန်သားဆိုတောပြောတာတော့ခက်တယ်ဟုတ်လားကျွန်တော်ကတော့တောသားဟုတ်အဲ့တော့မြို့ထဲမှာပြိဿမြောက်မငြိမ်တာကြည့်ရင်သိစ္စာရုံနဲ့ဘောကြည့်ဟုတ်လားသိစ္စာရုံနဲ့မြောက်ငြိမ်တာရှိတယ်ရှိပါဘူးဗျာဟာအလကားနေရင်လည်းဒီမြောက်ကခုံပြီးအော်ပြီးခုံနေတာပဲဟုတ်လားတော်မြောက်တကောင်သည်ငြိမ်ငြိမ်သက်သက်ပဲတော့မှတည်လို့မရသလိုပါပဲအာယု၅ပါးကမဂုဏ်တရားတွေနဲ့တွေ့လာပြီးထိလာပြီးဆိုရင်ဟောဒီစိတ်တွေကဆန့်ကျင်မအာယုတွေနဲ့တွေ့လာပြီးဆိုရင်ငြိမ်သက်မှုတွေမရှိနိုင်တော့ဘူးလျက်ပေါ်တော်နေတဲ့စိတ်တွေနဲ့တော်မြောက်တကောင်တို့တုံလို့ငြိမ်သက်လို့မရတော့ပါဘူးစိတ်ကပြိဿရဲ့စိုးစိုးတော့အတွင်းပိုင်းခံစားချက်ကနေပြီးတော့ဒီချက်မထိန်သိနိုင်နိုင်လူရင်းသူမြင်တော်မှာရှက်ရမှာကြောက်ရမှာမသိတဲ့အထိမေးပြီးတော့လျက်ပေါ်လိုလီတဲ့အဆင့်ကိုရောမရောက်နိုင်ဘူးလားရောက်နိုင်တယ်လျက်ပေါ်လိုနေတဲ့အဆင့်ရောက်လာတဲ့အခါကျတော့ပြိဿရဲ့ကာယကအမှုတွေမှာလည်းပဲအရှက်တွေကင်းသွားတတ်တယ်ဝစီကအပြောဒီမှာလည်းအရှက်တွေကင်းသွားတတ်တယ်မနောကအကြံတွေကလည်းမဟုတ်တာတွေများတတ်တယ်ရောက်တဲ့ကောင်ငြိမ်ငြိမ်သက်သက်နဲ့မနေတတ်သလိုပဲအဲဒီငါးပြအာယုကမဂုဏ်တရားတွေနဲ့တွေ့လာတဲ့အချိန်ထိမ့်သိမ့်ပေါ်ရခဲရင်နေတဲ့ခေါင်းရည်စိတ်ကစက္ကလွတ်ထားနိုင်တဲ့အခါကျတော့ငြိမ်ငြိမ်သက်သက်နေလို့မရတဲ့အဆင့်ကိုရောက်လာတတ်ပါပဲကဲအာယုနဲ့တွေ့ရင်ပြိဿအဲ့ဒီလိုအဖြစ်မျိုးတွေရောမကြုံရဘူးလားကြုံပါပါဗျာကြုံနေပြိဿရဲ့ပုထုဇဉ်မှန်ရင်ဒါဥစ္စာလို့ဘုန်းကြီးပါ129သိက္ခာပုဒ်ကိုဆင်ញံထားတာ
အာယုဆိုတာကပြိတ္တယရူပယုတတ္တယုခန္ဓာယုရတ္တယုဘောဓဘာယုလို့ခေါ်တဲ့အာယုမျိုးတွေရှိသလိုအဲ့ဒီအာယုမဟုတ်တဲ့အခြားခြားအရာဝတ္ထုတွေရဲ့ပေါ်မှာလောဘတက်မငြိမ်မသက်ဖြစ်လာအောင်ပြန်လောင်ခက်ရောက်ရခက်သွားတဲ့စိတ်မျိုးဆိုတာရောမရှိနိုင်ဘူးလားရှိနိုင်ပါဘူးဗျာရှိနိုင်တယ်အဲ့ဒီစိတ်ဟာရောပြိတ္တယခဏလေးလားအကြာကြီးလားခဏပါပါကြာကြီးတစ်နေ့လုံးဖြစ်မလာဘူးလားအနန္တသဗ္ဗလစိတ်တံဒုရခံဒုနိဝါရယံဒုရခံစัญญမအာယုန်နဲ့တွေ့လာရထားကြတော့ထိလိမ့်ဖို့ရန်ခရင်သွားပြန်လေစัญญမအာယုန်နဲ့ပြိတ္တရဲ့ဘလောက်အထိခရင်သွားလဲဆိုရင်ကျိုးမရှိတဲ့နွား၎င်းဟိုအိမ်ဝင်ဟိုမြက်ဝင်စားဒီမြက်ဝင်စားဟိုရခင်းဝင်စားဒီရဝင်စားနဲ့ထင်ရဆိုင်ပြီးတော့ရိုက်တတ်သလိုပါပဲတဆင့်ပြီးတဆင့်ပြိတ္တမြင့်လာတဲ့စိတ်ဟာအကောင်းဘက်ကိုမြင့်သွားသလားအဆိုးဘက်ကိုမြင့်သွားသလားအဆိုးဘက်ကိုမြင့်သွားပါနွားတော်ကျိုးမပါဘူးဆိုရင်သူများပိုင်တဲ့ရာခင်းတွေလေခင်းတွေစားခင်းသီးခင်းတွေကိုသွားပြီးတော့မစားနိုင်ဘူးလားစားနိုင်တယ်စားပြီးဆိုကြတဲ့ကပြိတ္တရဲ့ရာခင်းပိုင်ခြင်းနဲ့ပြဿနာမတက်ဘူးလားတက်ပါရဲ့အဲ့ဒီလိုပဲဟောဒီလောကကြီးမှာမြို့သားပဲဖြစ်ပါစေမြို့သမီးပဲဖြစ်ပါစေယူပါယုံသတ္တယုံကန္နာယုရတယုံဘုဒ္ဓဘာယုံလို့ခေါ်တဲ့အာယုံ၅ပါးကာမဂုဏ်တရားတွေနဲ့တွေ့လာတဲ့အခါစောင့်ထိန်ဖို့ရန်စိတ်ဓာတ်တွေမနိုင်တဲ့အခါမှာကျူးလွန်ပြမမိသွားတဲ့အကုသိုလ်တွေကြီးလိုက်တဲ့အခါတဲ့ကိုရတဲ့ဟာမရတဲ့ဟာစဉ်းစားနိုင်ရဲ့လားကျိုးမရှိတဲ့နွားတော့လွတ်ထားသလိုပဲတဲ့ကိုရတဲ့နာမရတဲ့နာကိုစားတဲ့နာမစားတဲ့နာကိုဖြစ်တဲ့နာမဖြစ်တဲ့နာရဲ့အပေါ်မှာထိမ့်သိမ့်နိုင်တဲ့စိတ်ရှိသေးရဲ့မရှိဘူးပြိတ္တယတာမြတ်စွာဘုရားကိုယ်တိုင်စိတ်ရဲ့တစ်စင်းလေးတစ်စင်းရုပ်ညံ့လာတဲ့အဆင့်ကိုပြနေတာအဲ့တော့ဘုဒ္ဓဇင်ရဲ့စိတ်တွေအဲ့ဒီနေရာမှာလည်းရှင်းကြည့်လိုက်ပေါ့ကိုယ်စိတ်ကိုတစ်ခါတစ်ခါမှပြိတ္တရဲ့စိတ်ကိုမထိနိုင်လို့လွန်ကျူးလိုက်တဲ့ကာယကအကုသိုလ်တွေညောင်များစွာဖြစ်ခဲ့ပြီလားဖြစ်ပါဗျာဝစီနာအကုသိုလ်တွေမပြောခဲ့ဘူးလားမနောကအကုသိုလ်တွေပြောခဲ့ပါအဲ့ဒါတကယ်တမ်းကျတော့ပြိတ္တရဲ့ဖြစ်တော့မယ်ပြောတော့မယ်ဆိုတာတိတိကြီးနဲ့ကိုပဲမလွန်ကျူးသွားပါလားလွန်ကျူးသွားတယ်နွားတော်ထိနေပေါ်ရခဲ့ရင်သလိုပါပဲကိုရတဲ့နာမရတဲ့နာကိုပြုတဲ့နာမပြုတဲ့နာပေါ်မှာမစင်စားမစင်ကျင်နိုင်တဲ့အတွက်ကြောင့်ထိနေပေါ်ရခဲ့ရင်သွားတဲ့အဆင့်ရောက်သွားတဲ့အတွက်ကြောင့်အာလုံးသောတို့တရားဓမ္မပေါင်းတော်ကောင်းပြီးခေါ်ဒီစိတ်ကြမ်းကြီးနဲ့ရုပ်ညံ့လာတဲ့အမှုလေးတဲ့ပြောင်များစွာရှိခဲ့ဥပါလိမ့်မယ်မရှိနိုင်ဘူးလားရှိနိုင်ပါဗျာဒုနိဝါရယံပရိသတ်ရဲ့အလွန်ပြင်းနေတဲ့မြင့်တော်လိုပါပဲမိမိရဲ့စိတ်အစဉ်မှာရှင်ကြည်အောင်ထိမ့်သိမ့်ဖို့ရအတွက်ဉာဏ်ဉာဏ်ကြီးကိုပျက်စီးလွေတတ်တဲ့အဆင့်ရောက်တတ်ပါလေပရိသတ်ရဲ့တစ်ခါများစိတ်ဟာကုသိုလ်ဆိုတဲ့စကားကိုပြောရင်းနဲ့ကုသိုလ်အလုပ်လုပ်နေရတာအကုသိုလ်ဘက်ကိုချက်ချင်းကြီးမြန်ကြီးပြောင်းသွားတာမရှိဘူးလားရှိပါတယ်ဗျာရှိတယ်နော်ပြိဿလက်ပြောက်တစ်ချက်တီးလိုက်တဲ့အချိန်မှာခရီးတသိန်းချုပ်တယ်ဆိုတဲ့အဘိဓမ္မာစကားအရာကျွတ်တို့ရဲ့စိတ်ကုသိုလ်လုပ်ငန်းမှာအာယုန်တစ်စိုက်နဲ့လုပ်ဒီကြောင်းလေးပဲပြောဒီကြောင်းလေးပြုနေပါလျက်ပြင်နဲ့ချက်ချင်းပဲအကုသိုလ်ဘက်ကိုပြောင်းသွားတဲ့ဉာဏ်ဆန်တဲ့စိတ်ကိုရောမကြုံဘူးလားကြုံပါဗျာကြုံဘူးလေဉာဏ်ဆန်တဲ့စိတ်ကိုလည်းကြုံမှုပါလေဉာဏ်ဆန်မှသိလို့လိုက်ပြီးတော့ထိမ့်မင်းသိညာတော်လည်းပဲပြင်းနေတဲ့မြင်းတော်ကိုစัจ จุတတ်ဖို့ရန်မလွယ်ကူသလိုပါပဲလွန်ကျူးသွားတဲ့အကုသိုလ်စိတ်တွေကိုနောက်ကလိုက်ထိမင်းသိညာတော်လည်းပဲမထိနိုင်လို့လွန်ကျူးမိခဲ့တဲ့အကုသိုလ်တွေမြောင်များစွာစိတ်ကြောင့်ဖြစ်လာတဲ့အကုသိုလ်တွေပြိဿအခု1368ခုနှစ်ကုန်တော့မယ်တရားကြဖို့ဘယ်နည်းပဲလိုတော့မယ်တပတ်ပဲလိုတော့တယ်ဟုတ်လားတပတ်ပဲလိုတော့တဲ့အခါကျတော့တစ်နှစ်လုံးပေါ်နေကိုယ်စိတ်နဲ့ဖြစ်ခဲ့တဲ့ကုသိုလ်စိတ်တွေကိုယ်စိတ်ကိုအရင်ကဖြစ်လာတဲ့အကုသိုလ်စိတ်တွေ
ဘယ်ဘက်မှာများမလဲဆိုတာချိန်ဆဖို့မကောင်းဘူးလားကောင်းပါဗျာချိန်ဆရမယ်ပြိဿရဲ့စေသလေနာပကတံဘေကံဇလေနေဝဝိသုဇတိစိတ်တေနာပကတံဘေကံစိတ်တေနေဝဝိသုဇတိဇလေနာယေတို့ပြေဝါယေတို့ကြောင့်ပကတံထင်ရှားဖြစ်ပေါ်၍လာသောဘေကံရွှွညွအညက်ကြီးရည်ကြီးရေမောမှန်သမျှတွေကိုဇလေနေဝရေဖြင့်သာလျင်ဝိသုဇတိစေရအောင်စီကျော်မှပြောင်းနိုင်ရ၏ခင်ဗျားတို့ကျုပ်တို့နေ့စဉ်သုံးနေတဲ့ရေတွေမရှိဘူးလားရှိပါရဲ့ဗျာဒီရေကန်ထဲမှာနေတော့တန်တန်ရှင်းရှင်းပဲဒီရေကိုဆေးလိုက်ပြီးရေချိုးလိုက်ပြီးသုံးလိုက်ပြီးဆိုတော့မြောင်းနဲ့ရောက်သွားတော့ဒီရေဟာတန်သေးရဲ့တန်ပါဗျာမတန်တဲ့ရေရွှွညွအညစ်အကြေးရေပုတ်ဟာပြိဿဘယ်ကဖြစ်လာတာရေတန်းကပဲဖြစ်လာတာပဲဟုတ်လားဟောဤရွှွညွရေဒီရေညိရေမောမသမျှဒီဘယ်ကဖြစ်လာတာလဲအဝေဒီမစင်စားနဲ့မိမိသုံးလိုက်တဲ့ဟောဤရေတွေကနေပဲပြန်ပြီးတော့ဖြစ်လာတာပါပဲဇလေနာရေတို့ပြေဝါရေတို့ရောက်ပကတံထင်ရှားဖြစ်ပေါ်လာသောဘေကံရွှွညွရေဒီရေညိရေမောမသမျှတွေကိုအဲ့ဒီရေကြီးတွေရေမောတွေအညစ်အကြေးတွေကိုပြောင်းအောင်ဆေးလိုက်တော့ရောပြိဿရေပါနဲ့ပြန်ဆေးမလဲရေကြီးပဲပြန်ဆေးရတာခက်ရတာရွှွညွအညစ်အကြေးရေကြီးရေမောမသမျှတွေကိုပြန်ဆေးခြင်းရင်ရေနဲ့ပဲပြန်ဆေးရပါတယ်အဲ့ဒီရေနဲ့ဆေးတဲ့အခါကျတော့ဒီတက်တန်ရှင်းပြောင်းစင်သွားအောင်ထုံလေးလိုဟာမျိုးကော့စတစ်လိုဟာမျိုးစက်ပြမှုလိုဟာမျိုးလေးနဲ့ထပ်ပေါင်းပူးတွဲပြီးတော့ဆေးလိုက်ရင်တန်ရှင်းတဲ့ပြောင်းစင်တဲ့ဘဝကိုပြန်ရောက်မသွားဘူးလားဟုတ်ပါပါဗျာရောက်သွားတယ်စေတေနမကတံပေလံစိတ်တေနေဝဝိသုဇတိစိတ်တေကြောင့်စိတ်တေနာစိတ်တို့ဖြင့်ဝါစိတ်တို့ကြောင့်ပကတံထင်ရှားဖြစ်ပေါ်၍လာသောပေကံအာဟုသောအညီအကျေးစိတ်ဆိုးစိတ်ညစ်စိတ်ယုံမှမှန်သမျှတွေကိုစိတ်တေနေဝကုသိုလ်စိတ်မြတ်ဖြင့်သာလျင်ဝိသုဇတိစင်ကြယ်အောင်စိတ်ကြောမှပြောင်းလဲရ၏ခုနကပြောခဲ့တဲ့အာယုံ၅ပါးကာမဂုဏ်တရားနဲ့တွေ့ရင်ထိမ့်သိမ့်မရတဲ့စိတ်ဟုတ်လားဘယ်လိုမှဖြောင်းပြမရတဲ့စိတ်ဟုတ်လားပြင်းနေတဲ့ပြင်းတကောင်လိုအလုံးကိုလှည့်လည်မြန်မြန်ပျက်စီးလွယ်တဲ့စိတ်ဆိုးစိတ်ညစ်တွေကိုပြိဿကြီးပြန်ပြီးတော့ဖြူစင်တန်ရှင်းတဲ့စိတ်အညီကြီးကင်းတဲ့စိတ်တန်ကြီးဖြစ်ဖို့ဆိုရင်ဘာနဲ့ပြန်ပြရစိတ်နဲ့ပဲပြန်ပြရမှာအဲ့ဒါလေးကိုဒုပရိသဒီတကြံလေးမှာတရားအထုတ်ဖို့အချိန်လေးကိုမေ့သွားမှာဆုံးလို့ဟုတ်လားဘုဒ္ဓဇေကဘာဝတနေ့တနေ့ကစားဖို့ရနေဖို့ရရှာလိုက်ဖွေလိုက်ရတဲ့ကိစ္စတွေကလည်းပင်ပန်းပန်းမှစီးရဲနဲ့ရှာခဲ့ရတယ်ပြောခဲ့ရတဲ့မူသားစကားတွေကလည်းသိတဲ့တစ်စီးလုံးကိုမေးကြည့်မပြောတဲ့စီးတွေသိမရှိပါဘူးကျတို့ဈေးတယ်ပဲပြောတော့တယ်ကျန်တဲ့တွေမပြောတော့ဟုတ်လားဈေးတယ်မုန်းတာသိကိစ္စမရှိဟုတ်လားဈေးတယ်ဆိုတာကမုန်းရင်ခဏပဲပြဿနာမရှိဘူးကျန်တဲ့တွေမုန်းရင်ဒုက္ခရဟုတ်လားကဲပြိဿရေပြောကျင်လို့ပြောနေတဲ့မူသားစကားတွေလားမပြောကျင်မဲနဲ့ပြောနေရတာမပြောကျင်မဲနဲ့ပြောနေရဘာဖြစ်လို့လဲစားဖို့နေရအတွက်ဝေရှာနေရတယ်စီးပွားရှာနေရတယ်ဟုတ်လားသိပေမဲ့သိနေတဲ့စိတ်ကိုမထိနိုင်နိုင်ဘူးတဲ့ပြောချလိုက်ရတာပဲဟုတ်လားပြီးတော့တနေ့လုံးမိမိရဲ့ကာယကံတွေပြန်ဆန်းစစ်ဝစီကံတွေပြန်ဆန်းစစ်မနောကံတွေပြန်ဆန်းစစ်စစ်ကြည့်လိုက်တဲ့အခါကျတော့ကိုယ်ပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ဟာတို့ကတော့အားလုံးဖြူစင်တယ်လို့ပြောလို့ရရတာအညစ်အကြေးလေးတွေကတော့တစ်ခုမဟုတ်တစ်ခုကြိုက်မနေဘူးလားကြိုက်ပါရဲ့ဗျာအေးတနေ့လုံးမနာမနေပဲနဲ့ရှာဖွေနေရတဲ့စီဝါရေးလောကထဲမှာနေမျိုးနေတဲ့ပုဂ္ဂိုလ်တွေဒီဓမ္မမောရဲ့ဝဏ္ဏဘွားမှာယုံကပ်နေရတဲ့ပုဂ္ဂိုလ်တွေမိမိတို့ရဲ့စိတ်အစဉ်မှာနေတိုင်းပြည့်စည်အောင်ရင်သွန်းအောင်ဖြစ်နေတဲ့ဟောဒီစိတ်ရိုင်းတွေကိုစိတ်တွေဝကုသိုလ်စိတ်ဉာဏ်လေးနဲ့သာဝိသုဇ္ဇတိစင်ကြယ်အောင်စီကြောမှပြောင်းနိုင်ပါလေစိတ်ကြောင့်ဖြစ်တဲ့အကုသိုလ်ကိုဖြစ်တိုင်းအပြစ်ပြောနေလို့ရပါမလားမရပါဘူးဗျာ
မရဘူးပုထုဇဉ်ရဲ့သဘာဝဖြစ်မှာပဲသို့တော့ဖြစ်နေတဲ့စိတ်ကလေးကိုဖြစ်ပြီးပြီဆိုရင်လည်းပြန်ပြင်ဖို့အချိန်ကြီးကြိုးစားလိုက်ရောပြင်လို့မရဘူးလားရပါတယ်ဗျာရတာပေါ့ရှိသေးတော့ကပုဂ္ဂိုလ်တွေလည်းဒီတိုင်းမှာပဲယုံရတဲ့စိတ်ဓာတ်တွေဖြစ်လာရင်တနေ့နေ့တစ်ချိန်ချိန်မှာပြည့်မြတ်တဲ့ကုသိုလ်စိတ်တွေလည်းပြန်ပြီးတော့ဒါနကောင်းမှုတွေပြုရင်းနဲ့စီကြောတဲ့သီလကောင်းမှုတွေစင်ကြယ်အောင်စောင့်တည်ကျင့်သုံးရင်းနဲ့စီကြောတဲ့ဘာဝနာကောင်းမှုတွေပွားများပြီးတော့ကိလေသာတရားတွေကိုဖယ်ရှားခဲ့တဲ့အချိန်ကြီးလေးပြင်လိုက်ရင်ပြိတ္တရတာပါပဲမရဘူးလားရပါတယ်ဗျာကိလေသာဖြစ်တဲ့နေရာမှာခမည်းတော်ကျုပ်တို့မပြောနဲ့ကျုပ်တို့မြတ်စွာဘုရားတော်မှာဘုရားလောင်းဘဝဒီတဘဝလေးမှာပဲရှေ့ပိုင်းဘဝလေးမှာကိလေသာတဏှာကင်းရဲ့ကင်းပါဘူးဗျာမကင်းရဲ့ဘူးရှင်တော်မြတ်ဘုရားတတ်တော်သင်္ရှားဘုရားဖြစ်တဲ့ဘဝတတ်တော်ဘယ်တော့မှဖြစ်တယ်ဟမ်တတ်တော်ဘယ်တော့မှဘုရားဖြစ်တယ်30ဟာနေဒါဆိုရင်တတ်တော်35နှစ်မဖြစ်ခင်မှာကျွတ်လို့ဘယ်ဟာဖြစ်ခဲ့စဉ်းစားနော်တတ်တော်16နှစ်မှာခေတ်စကားနဲ့ပြောမစွန့်ခဲ့ဘူးလားစွန့်ခဲ့တာကိုမလေးကျွတ်လို့ဘယ်ဟာဘလောက်စွန့်တယ်လဲဆို16နှစ်တည်း okay ဟုတ်လားဒါပြိဿစဉ်းစားကြည့်တတ်တော်16နှစ်အရွယ်အလွန်နုနေတဲ့မင်းသားလေးသိတတ်တာအလွန်ချုံမောလပ်ပါတဲ့ရသော်ရနဲ့တွေ့ကြတဲ့အချိန်နဲ့ပြိဿရဲ့အခုခေတ်စကားလေးနဲ့ပြောရင်မြင်းနွားနွားချင်းမှာပဲမြင်းကိလေသာရဲ့သဘောကြောင့်ရှင်တော်မြတ်ဘုရားရသော်ရဗိမာမြောက်သားရွှေစင်းလို့တင့်တယ်လှပတဲ့အမျိုးသမီးလေးနဲ့လက်မထပ်ခဲ့ဘူးလားလက်ထပ်ခဲ့ပါဗျာအပြစ်ရှိသလားရှိပါပါရှိဘူးအဲ့ဒါပဲဒုက္ခတဲ့ရှင်တော်မြတ်ဘုရားဒီပင်လေနုနေစဉ်ကာလလေးလုံးကရသော်ရနဲ့လည်းထိမြတ်လက်ထပ်ခဲ့ဘူးလေနောက်တဲ့နောင်ကျိုးလေးတစ်မြဲနဲ့တိုးခဲ့သေးတယ်ဘယ်သူပါလဲဟုတ်လားဒါတော့အကုန်သိတယ်ဟုတ်လားဒါဆိုပြိဿသာတော်ရဟုလာလေးရလာပြီရသော်ရကလေးလှပ်ပါလိုက်တဲ့ဇနီးမယားကြည်ရတော်ဇနီးမယားသာတော်ရဟုလာတို့နဲ့နန်းတော်ဤသုံးဆောင်ရဲ့အလယ်မှာမောင်းမမိတ်တန်လေးချမ်းရံပြီးတော့မျောပါလာတဲ့သိတ္တတမင်းသားလေးကိလေသာအာယုကာမဂုဏ်ထဲမှာပဲဒီစိတ်ကိုတသက်လုံးလွတ်ထားခဲ့ကျွတ်တို့ခင်ဗျားတို့ဒီနေ့ကိလေသာအပူကငြိမ့်စေတဲ့ဒီတရားတွေနာကြားခွင့်ဟောကြားခွင့်ရပါမလားမရပါဘူးဗျာမရဘူးနော်ဦးဇင်းပြောလို့တာကဘုရားရှင်ရဲ့နုနေတဲ့သိတ္တမင်းသားဘဝကိုဘာကြောင့်ပြောတာလဲဆိုရင်ကိလေသာစိတ်ရိုင်းဆိုတာအာလုံးမဖြစ်ခဲ့ဘူးလားဖြစ်ခဲ့ပါဗျာရှင်တော်မြတ်ဘုရားတော်နုတဲ့ကာလမှာကိလေသာစိတ်ရိုင်းတွေရှိခဲ့တဲ့အတွက်ကြောင့်ရသော်ရနဲ့လည်းထိမြတ်လက်တတ်မှုတွေရာဟုလာသာရင်လည်းပဲဖွာခဲ့ဘူးလေအလိုချစ်ခဲ့တဲ့ဇနီးမယားနှလုံးသားထဲမှာတည်နေတဲ့သာယာဟုလားဘယ်လိုမှမစွန့်ခွာနိုင်တော့အောင်ကြည်ကျင်မြင်မာတဲ့နတ်တော်ကြီးသုံးဆောင်ပိုင်ဆိုင်လေပိုင်ဆိုင်ရတော်လေသတ္တော်29နှစ်အရွယ်ရောက်လာပြီဆိုတဲ့အချိန်နဲ့သိတ္တမင်းသားလေးရဲ့အတိနှလုံးသားထဲမှာသူအိုသူနာသူသေးယဟန်ဆိုတာပေါ်မလာဘူးပေါ်လာပါဗျာဟောတနေ့နန်းတော်ကြီးကနေပြီးတော့ထွက်လာတဲ့အချိန်ပြိတ္တိအိုပြီးတော့ဂုံဂုံကွာကွာနဲ့ရှောင်းသွားနေတဲ့သူ့ကြီးကိုလည်းတွေ့ရတယ်နာပြီးတော့တဟိကြီးတွားနေတဲ့လူနာကြီးကိုလည်းတွေ့လိုက်တယ်သေသွားပြီးတော့အလောင်းပြင်းထားတဲ့ရောအလောင်းကြီးကိုလည်းတွေ့လိုက်တယ်မိမိရဲ့ဘဝလွတ်မြောက်ရဲ့အတွက်စည်ရင်းရောင်ကောင်းမြတ်တဲ့တရားဓမ္မရှားနေတဲ့ယဟန်တော်ကိုလည်းတွေ့လိုက်တယ်နမိတ်ဘယ်လိုမျိုးတွေ့လဲဒီတော့သူ့အိုကြီးကိုမြင်တဲ့အချိန်ဒီမှာပြိဿရဲ့ငါးပြန်အာယုကာမဂုဏ်ညာထဲမှာမင်းသားဘဝဇနီးမယားနဲ့သားနဲ့မောင်မမိတ်တန်လေးနဲ့နန်းတော်ကြီးတွေနဲ့ခံစားနေတဲ့ဈာတဲ့ကနေသိတ္တမင်းသားရဲ့အတိဉာဏ်တွေပွင့်လာလိုက်တာဘလောက်အောင်ကိုကောင်းတယ်ပြိဿရဲ့ကြည်စမ်းဟောဒီလူကြီးလည်းပဲငါလုံးငယ်ငယ်ဆုံးငါတော့တောင်းတော့တင်းတင်းသန်သန်မာမာခန်းခန်းချောချောအရွယ်ကြီးကနေပြီးတော့မှအခုလိုအိုလာတာတဲ့။အုံမလေးငါလည်းတလေးသူ့လိုအိုးမှပဲဆိုတဲ့အ
အသိဉာဏ်ဟာသိတ္တမင်းသားလေးကိုနှိုးဆွလို့မလာဘူးလားရပါပါဘုရားလူနာကြီးကိုမြင်လိုက်ပြန်တော့လေငါလည်းတနေ့သူ့လိုနာအောင်ပါပါလို့ဆိုတဲ့အသိဉာဏ်ကသတိပေးလိုက်ပြန်ပြီးသေဆုံးသွားတဲ့ယောအလောင်းကြီးကိုတွေ့လိုက်ပြန်တော့သွားပြီတဲ့အောင်မလေးငါလည်းတနေ့သူ့လိုသိရအောင်ပါသေပြီးသွားရင်ခေါ်ဒီယောအလောင်းကြီးပဲမင်းသားပဲဖြစ်ပါစေရှင်မင်းပဲဖြစ်ပါစေမိဖုရားပဲဖြစ်ပါစေဘယ်သူမှတန်ဖိုးမထားနိုင်ကြတော့ဘူးသုတ်တံပို့လို့မိသိယူတော့မှာဟုတ်ရလားဒီတော့သူအိုသူနာသူသိနမိတ်ကြီးသုံးပါးကိုမြင်ပြီးတဲ့အချိန်ကျမှအဲ့ဒီနမိတ်ကနေထိုးထွက်လာတဲ့ကြီးကျယ်မြင့်မြတ်တဲ့နမိတ်တစ်ပါးဘာပေါ်သွားလဲဆိုကြည်စမ်းဒီပုဂ္ဂိုလ်ကြတော့ရတာတဲ့ယုတ်တရားတရားရဲ့အပေါ်မှာကိလေသာငြိမ်းချမ်းတရားကောင်းတွေကိုရှာကြံလို့ကျင့်ကြံပွားများနေတယ်ဒီတော့သူရှာနေတဲ့ကျင့်ကြံနေတဲ့တရားအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ငါမြင်လိုက်တဲ့ဒီတရားတွေကလွတ်ကင်းတဲ့နိဗ္ဗာန်ချမ်းသာတရားပဲပေါ့ဆိုတာသိတ္တတော့တောထွက်တဲ့အစစ်မရောက်ခင်နမိတ်ကြီးလေးပါမြင်လိုက်တာတော့မှသုံးသပ်မှုတွေမှန်ကန်မသွားဘူးလားမှန်ကန်ပါဗျာမှန်ကန်သွားတယ်ဒီတော့ဥစဉ်တို့အားလုံးကအဲ့ဒါရှင်တော်မြတ်ဘုရားရဲ့လုပ်ပြသွားတဲ့စကြောင်းလေးဟောပြသွားတဲ့တရားတွေဆိုတာကိုယ်ဘဝတွေကိုရအောင်ဆွဲယူပြီးတော့နှိုင်းရှင်နိုင်အကုန်လုံးတရားတွေကြီးပဲဟုတ်လားဒီကနေ့တရားကိုကိုယ်ဘဝရအတွက်အလွန်နီးခဲ့တဲ့တပတ်သာလူတော်တဲ့အချိန်အတွင်းမှာအာနောသောဒုရဓမ္မပေါင်းသူတော်ကောင်းရဲ့စိတ်အစဉ်ကိုပြန်ပြီးတော့ဆင်ခြင်ကြည့်စမ်းပါငါစီကိလေသာအာယုကဘုံတော်တဲ့မှာနေရဲ့တနေ့တနေ့စာဖို့ရနေဖို့ရပြောဖို့ပဖို့ရအတွက်ရှာဖွေလိုက်ရတာယုံကံလိုက်ရတာငါရဲ့ကာယကံမှာနဲ့စိတ်ဆိုးစိတ်ညစ်တွေကပ်ခဲ့မှုတဲ့ဝစီကံမှာနဲ့စိတ်ဆိုးစိတ်ညစ်တွေရောက်ပြောခဲ့ပြီးတယ်မနောကံမှာလည်းပဲစိတ်ဆိုးစိတ်ညစ်တွေကပ်တွေ့နေတယ်ဒီတော့အဲ့ဒီစိတ်ဆိုးစိတ်ညစ်တွေကိုငါဒီတိုင်းထားရင်ငါတို့သွားခြင်းနဲ့နိဗ္ဗာန်ဆိုတာကနီးပါမလားလို့ကိုယ့်ကိုယ်ကိုတတိပေးဖို့မကောင်းဘူးလားကောင်းပါပါဗျာတို့ပြိဿသွားခြင်းတာကတော့နိဗ္ဗာန်ပါဗျာနိဗ္ဗာန်နည်းနည်းမှမလျှော့ဘူးလားဥပမာပါဗျာနတ်သမီးလေးတွေဖြစ်နေအဲ့ဒီနတ်သမီးကလည်းပြိဿရဲ့တရားမင်းသားမှာနေရတဲ့နတ်သမီးလေးဆိုရင်မဖြစ်ခြင်းဘူးလားဖြစ်ပါဘူးအဖြစ်လို့လေတရားမင်းကနောက်လုံးညာသာပုံမှန်ဆိုလို့လားဟမ်စဉ်းစားတော့ပြိဿရဲ့မိမိရဲ့စိတ်အစဉ်ကိုညင်နွမ်းနေတဲ့ခေါ်ဒီစိတ်တွေဘုဒ္ဓရဲ့သဘာဝအရာဖြစ်တတ်ကြတာပါပဲသလိနာဘဂတဘေကသလိနေဝဝိသုသတိရေရောက်ဖြစ်လာတဲ့ရွှွညွန်ညင်ကြီးရင်ကြီးရေမောမှန်သမျှတွေကိုပြောင်းအောင်စီးခြင်းနဲ့ဆိုရင်ရေနဲ့ပဲပြန်ပြီးတော့ပြောင်းအောင်စီးမှပြောင်းဆင်းသွားသလိုပါပဲစိတ်ကြောင့်ဖြစ်လာတဲ့ဝါအာဟုသောစိတ်အခြေခံဇိုးတွေကြောင့်ဖြစ်လာတဲ့မကောင်းတဲ့အာဟုသောကာယကံဝစီကံမနောကံဆိုတဲ့စိတ်ဆိုးစိတ်ညစ်ကလာတဲ့အာဟုသောတရားတွေကိုကောင်းမြတ်တဲ့စိတ်ကောင်းစိတ်မြတ်ကုသိုလ်ကာယကံဝစီကံမနောကံကိုဖြစ်စေတဲ့ကုသိုလ်စိတ်ကလေးနဲ့ပြန်ပြီးတော့စိတ်တိုင်းရဲ့နဲ့ပြိဿရဲ့အချိန်ကြီးပါသေးတယ်ပြင်လိုက်စမ်းပါပြင်လို့မရဘူးလားရပါပါရတယ်ဦးဇင်းတို့ကစိတ်တောင်းညမ်းနေတဲ့လူကိုဘယ်တော့မှအပြစ်မပြောဘူးဘာဖြစ်လို့လဲစောစောတော့ကဖယားဖြစ်မဲ့သိတ္တကမင်းသားတော်မှာဖယားမဖြစ်ခင်29နှစ်အထိပြိဿရဲ့ဒီတော်ထဲမှာပဲတဝဲလေလေမလဲခဲ့ရဘူးလားလေခဲ့ရတာသို့တော်ပြိဿအမှန်ကိုမမြင်သေးတဲ့အချိန်ကတော့ဟောဒီတော်ထဲမှာလေရတာပြောနေမှာပါပဲအမှန်ကိုမြင်သွားတဲ့အချိန်ကျတော့ပြိဿရဲ့ခွာနိုင်ခွဲနိုင်တဲ့တတ္တိပေါ်မလာဘူးလားပေါ်ပါပါဗျာကဲဒီထဲမှာသိတ္တမင်းသားလောက်စိစိပြည့်စုံတဲ့ဘဝရတဲ့ပုဂ္ဂိုလ်ရှိပါပါဗျာနန်းတော်က3လောက်ဟုတ်လားရွှေအစင်းလောက်လှတယ်လို့စာထဲမှာပါတယ်ရွှေစင်းလောက်လှတဲ့ရတော်တွေကသားလေးရဟုလားမောင်မမိတ်တန်ကလည်းထောင်ချီတောင်းကြီးခြံရံပြီးတော့ပြုစုနေတဲ့သိတ္တမင်းသားကိလေသာအာယုကဘုံတော်ရည်မှာတဝင်းလေလေနဲ့ညောလာလိုက်တာတတ်တော်29နှစ်အရွယ်နမိတ်ကြီးလေးပါးကိုမြင်ရတဲ့အချိန်ခါကျတော့အဲ့ဒီတော်တဲ့မှာဆက်ပြီးတော့ပြောနေသလားထွက်ခွာနိုင်ခဲ့သလားထွက်ပါပါဘုရားအမကြဘူးလားအကြပါဗျာ
အားကြပါအများကြီးအားမကြနဲ့ပြိတ္တတွေငါသည်တနေ့တည်းဟောဒီသာသမီမြင့်မြင့်ဆွေမျိုးပြည့်စည်ဥစ္စာတွေနဲ့သာအချိန်ကုန်ပြီးတော့နေလာလိုက်တာတနေ့ကုန်လို့ရပေါင်း365ရက်သာကုန်သွားတယ်ဒီထဲက10ရက်15ရက်4တောင်မှငါစိတ်အစဉ်မှာတောင်းကြနေတဲ့ကိလေသာစိတ်ဆိုးစိတ်ညစ်တွေကိုနည်းနည်းလေးငြိမ်သက်သွားအောင်အများကြီးကနေနည်းနည်းလေးရောကြသွားအောင်အာနာသီလဘာဝနာကောင်းမှုဆိုရင်အမြတ်ဆုံးကောင်းမှုတွေနဲ့မှရအောင်မပယ်ခဲ့ဘူးဆိုရင်အောင်မလေးငါအတွက်တစ်ပြည့်တစ်ပြည့်နဲ့ဒုတေကြီးတွေကြီးမားလာမှာကြောက်စရာမကောင်းဘူးလားကောင်းပါဗျာကောင်းတယ်ဒါကြောင့်တတိမထားရင်ထွက်ဖို့ဘယ်သူမှမစင်စားဘူးတတိထားပြီးပြီဆိုရင်တော့ပြိတ္တထွက်ဖို့ရအတွက်ကိုမနေဘူးမောင်းမထုတ်ရဘူးလားမောင်းထုတ်တော့ထွက်လာဟမ်ရိတ်သာသွားပါတော့မယ်လို့စိတ်ကတအားပါအထိုးကြီးကိုလည်းတပြင်းပြင်းနဲ့အိမ်ကလူမြင်တဲ့အခါကျတော့မင်းသွားရင်ငါဘယ်သူနဲ့နေရမှာတော့ဆိုတော့ဘာနိုင်လဲအိမ်ကလူရှိတဲ့လူတွေပြောတာပါအိမ်ကလူမရှိတဲ့လူတွေကဒါဘီးဆိုင်တယ်မလို့ပါဘူးဟုတ်လားစဉ်းစားတော့သိနေတယ်သိရတမင်းသားလို့ကြီးကျယ်မြင့်မြတ်တဲ့ချမ်းသာပိုင်ရှင်တော်မှာအသိဉာဏ်ပေါ်လာလို့နမိတ်လေးပါးဘွားကလေးတွေ့လိုက်ပြီဆိုတဲ့အခါထိတ်လန့်တဲ့စိတ်တွေပြိဿရဲ့တောထွက်ဖို့အတွက်မတိုက်တွန်းခဲ့ဘူးလားတိုက်တွန်းခဲ့တယ်တိုက်တွန်းလို့ထွက်သွားခဲ့နိုင်တဲ့အတွက်ကြောင့်ကျွတ်တို့ခင်ဗျားတို့အခုကိလေသာကင်းတဲ့တရားတွေဟောကြားလာကြလို့ရနေတာဟုတ်တယ်မလားပြီးတော့ထွက်ရတာလွယ်ရင်မလွယ်ဘူးလားဘာတွေအခက်ခဲဟမ်ကြာကြီးလက်ခံလေးနဲ့ဘုဒ္ဓဝေပကြီးကားလေးကြည့်ရင်စသိထားဖို့မကောင်းဘူးလားကောင်းပါဘူးအမလေးပြိတ္တရဲ့လိုက်တာလေးကိုတန်လျက်တော်လေးနဲ့အသာလေးဖြင်းပြီးတော့ကြည်လိုက်တဲ့အခါရတော်ရယာကသားတော်ရာဟုလာလေးကိုရင်ဝင်နဲ့ထင်းပြီးတော့လွတ်တိုက်နေတာမြင်ရတဲ့အချိန်ဖခင်တယောက်ရဲ့မေတ္တာစိတ်နဲ့ဟောဒီရတော်ရယာဘေးနားမှာဖတ်ပြီးတော့နှုတ်ဆိုနေတဲ့ရာဟုလာလေးကိုအဖေသိတတ်တာအာရပါရပွေးပွေးမပေးချင်နိုင်ဘူးလားပေးချင်နိုင်တာဘောပြိတ္တရဲ့ငါကဟောဒီသားလေးကိုတန်ရောစေနှောင်ရိုးတမြင်တင်းလို့သွားပြီးတော့ပွေပွေးပေးလိုက်ရင်ဟိုဘက်ကမဲတော်များလို့လာရင်ရှင်ပေသွားပါလေလို့ငါနဲ့ညာဆွဲထားရင်ငါဘယ်နဲ့သွားပါမလဲဟုတ်တယ်မလားသိတတ်တာလေအဲ့ဒီအခြေအထိလူနေသေးတာတော့သိတတ်စိုးရိမ်ကြပါဘူးဒါကြောင့်အနာကိုမကပ်ဘဲနဲ့တော့မှခက်ခွာခွာနေရသေးရတယ်နောက်ဆုံးကြည့်ရင်းလေးနဲ့ကြည့်ပြီးတော့ကဲနေခဲ့ပြီတော့မရင်တော်ရေးဆိုထွက်သွားလိုက်တာသိတတ်တာမင်းသားရဲ့စွမ်းအားတွေတတ္တိတွေဝေးပြုနိုင်ခဲ့ခြင်းကြောင့်ဒီကနေ့တလောကလုံးမှာဘုရားတဆုအကျင့်နဲ့ဦးဇင်းတို့တွေပူဇော်ဝင်ရလိုက်တာအဲ့ဒါရှင်တော်မြတ်ဘုရားပြောခဲ့တဲ့စကားနှုတ်ကမထွက်ခဲ့ပြီမဲ့လက်တွေ့ပြမသွားဘူးလားပြပါပါဗျာမင်းတို့ဘလောက်ပဲချမ်းသာချမ်းသာမင်းတို့ဘလောက်ပဲချမ်းသာအောင်ရှာကြံငါလည်းပဲရှာခဲ့တယ်ငါလည်းပဲချမ်းသာစည်းစိမ်ကြောင့်များစွာပိုင်ခဲ့တယ်အဲ့ဒီချမ်းသာစည်းစိမ်တွေကငါမျိုးလို့ပါသွားရင်ငါလည်းပဲသန္တရာကဘယ်တော့မှလွတ်နိုင်မှာမဟုတ်သလိုမင်းတို့ကိုလည်းသန္တရာတွေကဆွဲခေါ်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်จิตသားจิตသမီးတို့တဲ့ငါကိုယ်တော်မြတ်တော်မှာအဲ့ဒီတန်ရောစေနောင်ရိုးတွေကိုခွာနိုင်ခဲ့လို့ဟောဒီလိုကြီးကျယ်ချမ်းသာတဲ့ဘဝကိုရခဲ့တာမင်းတို့လည်းဒီလမ်းအတိုင်းလိုက်စမ်းပါပြောခဲ့တာလည်းမတူဘူးလားတူတယ်ဒါကြောင့်ဒုပရိသတ်တနေ့လုံးပေါ့လေနေရတဲ့အခြေအနေနေခဲ့တဲ့အခြေအနေတွေမှာတချို့ကနှစ်ဟောင်းကအညီကြီးကိုနှစ်သက်မပါအောင်ဆိုပြီးတော့ကြံရည်နဲ့ဆေးတယ်တဲ့ပြောင်းပါမလားပြောင်းပါပါဗျာမပြောင်းပါဘူးအဲ့ကြံရည်လောင်းရည်နဲ့ကိုကိလေသာတုံးလိုက်တက်လိုက်တွေထွက်နေတာဟုတ်လားအဲ့တော့ပြိဿရဲ့ကြံရည်နဲ့မဆေးနဲ့တရားရည်နဲ့ဆေးဟုတ်လားနည်းနည်းလေးရော့သွားတယ်ဆိုရင်တော့ကိလေသာအမှုကမတတ်တာဘူးလားတတ်ပါပါဗျာကိုယ့်ကိုယ်တည်းလောက်ဆင်းကြီးလောဘတွေအရင်ကထားပြီးတော့ជីវရောက်ရှာနေတဲ့ပုဂ္ဂိုလ်တွေလောဘတွေဒီနေ့ခဏနာပြီးတော့လွတ်လက်ပေါ့ပါလေးနေကြည့်စမ်းမယ်လို့အတွေးလေးနဲ့နေကြည့်အဲ့ဒီအချိန်ဘလောက်အေးတယ်ဘလောက်ချမ်းသာလဲဆိုတာသိလိမ့်မယ်ဟုတ်လားပြိဿလူမပြောနဲ့ကျုပ်အဖြစ်ပြောပြ
ဒီနေ့လေအမှန်တမ်းကိုလုံးဝတရားဟောရင်ဟုတ်လားမလေးများကလည်းမန္တလေးမှာနောက်ဆုံးညဆိုအာရပါရဟောပြီးတော့လည်းမပြီးဘူးဗျာသူတို့ဟိုတယ်ဒီလိုက်ပြီးတော့ဝမ်းတွင်ရလူတွေကလည်းတရားဝင်လာပြီဘုံရရွှေဘွားလည်းလာပြီ17နာရီခွဲလေးပြန်လွတ်လို့မရဘူးဘုံကတနေ့ဟောပေးပါမယ်လို့မပြောရင်တပည့်တို့မပြောင်းဘူးဗျာကြာတော့တနေ့မဟုတ်ဘူးပြောလို့အားတဲ့ချိန်လာပြီးဟောဖို့ဟောပါမယ်ဆိုမှ17နာရီခွဲတနာရီမှပြန်ရတာအဲ့တော့အိမ်မယ်လုံးလိုက်တော့ကြီးလိုက်တော့အိမ်တော့လည်းမပြောအိမ်လေးအိမ်လိုက်ရောက်သေးတယ်ဘိုးလေးလေစိတ်က6နာရီခွေးရိပ်ရောက်သွားမှဆိုထားရပြန်ဒီနေ့တညလုံးမှ2နာရီခွဲလောက်ပဲအိတ်ခင်းရတာဟုတ်လားသို့တော်ပဲမဟောခြင်းပဲနဲ့ကိုတော့ဘာလို့ကြွလာလဲဆိုတော့နေလို့ရရဂျူတီလေဘောင်းနေဟာလို့ဟုတ်လားဒီတောင်ကြီးကလာပါမယ်ဟောပါမယ်လို့ယူထားတဲ့အတွက်ကြောင့်သိတယ်ဘလောက်ပဲပင်မမယ်ဘလောက်ပဲဆင်းရဲကိုတောင်ဝရနာကိုလာရတာဆိုတော့လာကလေးရက်တောင်လေးခိုင်းပြီးတော့ဟုတ်လားအမေကမေးတယ်ဘာတရားဟောမလဲအခုချိန်ကတော့ကဘာပေါ်မှာအလေးဆုံးအရာဘာလဲလို့မေးကျုပ်မျက်ခွန်ကြီးအလေးဆုံးပဲမေးလို့ဒီတရားပဲဟောခြင်းတော့ဟုတ်လားအဲ့တော့မေးကြရင်ပြောလို့တာကလုပ်ငန်းတွေကိုမလျှော့ရင်လောဘတွေကိုမလျှော့ရင်ဘယ်သူပင်မန်းကိုပင်မန်းတာပဲပြိဿရဲ့ဆရာတော်ကြီးတစ်ပါးပြောမှုတယ်ဟုတ်လားဆရာတော်ကြီးတစ်ပါးပြောမှုတယ်ဆရာတော်တို့များလို့တတ်တော်ရွယ်တော်ဒီလောက်60ကျော်90နာရောက်တာတော့တရားဓမ္မတွေလေလေဟောတော်ကြီးယိုဖို့ကောင်းလိုက်တာတပည့်တော်တကယ်ကြီးယိုတဲ့ဆရာတော်ဆိုဆရာတော်ကြီးကပြောတယ်မလဲဟာကိုတော်နေတော်ရန်မပြောနဲ့အဲ့ဒါလေလောဘပဲခါဟမ်ဟုတ်လားအနာမသာအကပိယဝတ္ထုမွေပေါ်မှာလောဘတက်ရင်တက်မယ်တရားဟောခြင်းနဲ့စိတ်ပေါ်မှာလောဘတက်ရင်တက်မယ်လုပ်ငန်းပေါ်မှာတွေ့တာတဲ့လောဘတက်ရင်တက်တယ်အဲ့ဒီလောဘတစ်ခုကတ်လာပြီဆိုတဲ့ကပူဇနာအေးပူပါရဲ့ဗျာပင်မန္တနာသတ္တပါလားပင်မပါရဲ့ဗျာမယုံမရှိနဲ့ဒီကိုတော့ကြည့်ပေါ့ဟုတ်လားအခုပြန်အိတ်မလားဆိုရုပ်အနိုင်ဆုံးနေမှာမနေ့မော်နေခွေးအိတ်လို့ရတယ်ဟုတ်လားသို့တော်ပြိတ္တိမရဘူးလေကိုလောဘနဲ့ကိုခံပေါ့ဟုတ်လားအဲ့ဒါကိုလောဘဆိုတာတဏှာကြီးထွက်ရင်တဏှာကြီးတက်တာ2နာရီသူနဲ့ခွာနိုင်ရင်2နာရီတက်တာဟုတ်လားအဲ့ဒီကနေနာရီဒီကနေ၄ရက်တွေထွက်ခွာလိုက်တယ်ဆိုရင်ဘလောက်တက်တာလဲဆိုတာကိုတို့ပြိတ္တိသိစေခြင်းလို့ဒီစိတ်ကြီးကိုဒီထိုင်းကြီးမထားနဲ့အချိန်ကြီးလေပြင်လိုက်စမ်းပါဟုတ်လားဥဇောကရောတိမေဓာဝေဥဇောကာရောဝဒေဇနံဥပမာလေးဘုရားပေးလိုက်တာသိတဲ့ဘလောက်ကောင်းလဲဆိုရင်နေတိုင်းလေးတွေပြားတွေကိုကင်သွေးလို့လေးအတက်ပြားအတက်ကျွမ်းကျင်နေတဲ့ပုဂ္ဂိုလ်ဟာပြိဿလေးများဆိုတာမဖြောင့်တန်းလို့ရပါမှာမရဘူးများဆိုတာပြစ်လိုက်ရင်ဖြောင့်တန်းနေအောင်သွားမှာသူ့ရဲ့အသားကြောင်းကဖြောင့်တန်းကိုဖြစ်နေရတယ်ဟုတ်လားပြီးတော့လေးများကိုပြုပြင်စီရင်နေတဲ့လေးသမားဟာနံပါတ်1သူ့ရဲ့လေးများမှာအသားကောင်းရဖို့ဖြောင့်တန်းဖြစ်ဖို့မလိုအပ်ဘူးလားလိုအပ်ပါဗျာအေးဒါကြောင့်တော်ရဲကရလာတဲ့ဘေကသမဗမမသိရဲ့သစ္စာတစ်ချောင်းကိုရပြီဆိုရင်လေးပြင်းနေတဲ့လေးဆင်းနေတဲ့လေးသမားတယောက်ကနံပါတ်1ဟောဒီသစ္စာမှာကပ်နေတဲ့အခွန်အခေါက်တွေကိုခွာမယ်အခွန်အခေါက်ဆိုတာဒီညာသမားလေးသမားတို့တန်ဖိုးရှိပါမလားရှိပါပါအခွန်အခေါက်တွေခွာလိုက်ပြီဆိုရင်အထက်ကအသားကြောင်းလေးဟာထင်ထင်ရှားရှားရမှာပါဘူးလားရပါပါဗျာဟောဒီအသားကြောင်းလေးကပြိဿရဲ့နေပူတော်လဲဆွေးသွားမယ်မိုးရွာတော်လဲဆွေးသွားမယ်အထာအသွမတတ်ရင်ပိုးကလည်းဖောက်အောင်မယ်ဆိုရင်မိမိလိုချင်တဲ့တရားထုတ်တဲ့အခါကျတော့ရနိုင်ပါဦးမလားရနိုင်ပါဘူးဟောနံပါတ်1အခွန်အခေါက်တွေခွာကြတဲ့နံပါတ်2ဟောဒီသစ္စာကြောင့်လေးစီရေးစိတ်ပေးလိုက်မယ်ဒီနံကြီးစိတ်ပေးလိုက်မယ်ဒီတဲ့ထက်စီစိတ်ပေးလိုက်မယ်ဆိုတဲ့အခါကျတော့ပိုးထိုးခြင်းကလည်းကင်းတယ်နေပူမိုးရွာတဲ့တန်ကိုလည်းပဲခံနိုင်သွားတယ်တဲ့ဟောနံပါတ်2အစစ်ကြတော့ပိုးမထိုးအောင်စီမသိရဘူးလားသိရပါဗျာနံပါတ်1အခွန်အခေါက်ကိုခွာတယ်နံပါတ်2ပိုးမထိုးအောင်စီစဉ်ရတယ်နံပါတ်3ဘုမတော်အောင်စီစဉ်ပြီးတဲ့ခေါ်ဒီအသာလေးကိုမိမိလိုချင်တဲ့ဒီများလေးတစ်ခုရအောင်ကြိုးစားပြီးတော့ပြင်လိုက်မယ်လို့ဆိုတဲ့အခါကောက်နေတဲ့အသားလေးကိုဖြောင်းလေးဖြစ်အောင်မိအပူလေးပေးပြီးတော့လိုချင်တဲ့ပုံစံလေးမသွင်းရဘူးလားသွင်းရပါဗျာသွင်းရတယ်ပြိဿရဲ့
မိအပူလေးပေးပြီးတော့လူချင်းတဲ့ပုံစံလေးသွင်းလို့ဖြောင်းတန်းတဲ့မြားလေးတစ်ချောင်းဘဝရောက်ပြီဆိုမှလူချင်းတဲ့ပုံစံသွင်းဒီမြားရဲ့ထိတ်မှာအစိတ်ဒူးပြီးတော့ပြစ်လိုက်ရင်မိမိပြစ်လိုက်တဲ့သားကောင်တိုင်းဟာတစ်ချက်ထိတိုင်းတစ်ချက်သေးတစ်ချက်ထိတိုင်းတစ်ချက်သေးဆိုတော့ပြိတ္တရဲ့မြားသမားအတွက်အဆင်ပြေဘူးလားအဆင်ပြေမြားသမားများတဲ့ကြောင့်ကောင်းကောင်းရဖို့ရအဲ့ဒီလိုအဆင့်ဆင့်ကြိုးစားလို့စီရင်ရတယ်လို့ပါပဲနေ့စဉ်နေ့တိုင်းငါးပြအာယုံကာမဂုဏ်တရားတွေနဲ့ပျော်မွေ့လို့နေကြတယ်အာလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းတွေလည်းပဲရိုင်းနေတဲ့စိတ်ဓာတ်တွေကိလေသာတွေပေးနေတဲ့စိတ်ဆိုးစိတ်ရည်တွေကိုဖြူစင်တဲ့စိတ်သားစိတ်ကောင်းဖြစ်ဖို့ရအတွက်နံပါတ်1ပါတော့ရမလဲဆိုရင်နဲ့သမထဘာဝနာဝိပဿနာဘာဝနာလို့ခေါ်တဲ့ဘာဝနာတရားလက်ကင်ထားပြီးတော့ကိုယ့်ရဲ့အပေါ်ယံပိုင်းမှာကပ်နေတဲ့လောဘဒေါသမောဟမာနဖြစ်စေတဲ့ကာယကံဝစီကံမနောကံကိလေသာဖြစ်ကြောင်းတွေကိုခွာခြားရပါမယ်ခွာခြားဖို့မလိုအပ်ဘူးလားလိုပါပါဗျာအခွန်အကောင်းနဲ့တူတဲ့အပေါ်ယံအဲ့ဒီကိလေသာတွေခွာခြားသွားပြီဆိုမှဒုပရိသရဲ့တရားစိတ်ဆိုတဲ့စီလေးဟာစိတ်လေးရတော့ဘူးမှန်ပါပါတရားအထုတ်တယ်ဆိုတာတရားကိုမယုံကြည်ရင်အထုတ်လို့ရပါ့မလားမရပါဘူးဗျာတရားနာတယ်ဆိုတာတရားကိုမယုံကြည်ရင်နာလို့ရပါ့မလားမရပါဘူးဗျာဘယ်ဟုတ်တရားနာနေတာတရားတော်ကိုယုံကြည်လို့နာနေတာတရားတော်ကိုယုံကြည်တာတရားပိုင်ရှင်ရှင်တော်ဘုရားကိုယုံကြည်လို့နာနေတာတရားနာနေတာဘုရားတရားရဲ့အဆုံးအမကိုခံယူနေတဲ့သံဃာတော်အရှင်မြတ်ရဲ့ဂုဏ်ကိုယုံကြည်လို့နာနေတာတဲ့ယုံကြည်မှုဆိုတာပြိဿရဲ့တရားတရားပါပဲမှန်ပါပါဗျာဒီတော့တို့နှလုံးသားထဲမှာကိလေအဲ့ဒီဒေါဘဒေါသမောဟမာနဌိနမိတ်္တစတဲ့စိတ်ဆိုးစိတ်ညစ်ကိလေသာစိတ်ယုတ်စိတ်မာတွေပြိဿရဲ့မိမိတို့ကပြောင်းအောင်တတ်အောင်စီကြောတော့မယ်ဆိုရင်အပေါ်ယံပိုင်းဖြစ်တဲ့ဟောကာယကံဝစီကံမနောကံအဆိုးတွေကိုပယ်လိုက်တဲ့အခေါ်အခေါက်ကိုပယ်ချခြင်းနဲ့တူတာကိုသီလအနေနဲ့သဘောထားလိုက်ရင်နံပါတ်1သီလပြည့်စုံမှုမလိုအပ်ဘူးလားလိုအပ်ပါဗျာအခုဒုတိယကပြည့်စုံသီလပြည့်စုံလားဟောရအမတ်တမပေးလို့တန်းကြည့်ရမှာခက်နေတယ်ဒုတိယနာပြိဿပေါင်းသူတော်ကောင်းဒီသီလ5ပါးပြီးတော့ပြည့်စုံတယ်မို့လားပြည့်စုံပါဗျာသိတယ်သူကအဲ့လိုပိုင်းနေမှကြိုက်တယ်ဟာသူတို့ကတစ်စင်ပြီးတစ်စင်မကြိုက်တယ်တစ်လုံးတစ်ထွေးမကြိုက်ဘူးအာလုံးသောဒုဒကရမပေါင်းသူတော်ကောင်းဒီ5ချောင်းနဲ့10ချောင်းပဲကများသလဲလို့မေးရင်ဘယ်နဲ့ပြောမလဲဒါဆိုရင်ပြိဿ5ပါးသီလတဲ့မြင့်တဲ့လူသားမနတ်သားမနေတော့မစောင့်ရှောက်မထိန်သိမ်းနိုင်တဲ့10ပါးသီလတဲ့တည့်ရလေးရလုံခြုံအောင်ရအောင်ကြိုးစားလိုက်ရင်ပြောစရာမကောင်းဘူးလားကောင်းပါဗျာအဲ့တော့တည့်ရလေးကလည်းဒုပရိသကတပတ်မှာဥပုပ်လေးတည့်ရရှိတာပြင်းအောင်ပြင်းသေးတယ်လို့ပြောရင်ပြောမယ်မပြင်းတဲ့ကြံတွင်းကြတော့ဥပုပ်လေးဘယ်နည်းရှိလဲအားရပါအမလေးကိုရုံးပေးရင်လည်းမှားတယ်တရားက10ရက်ဆိုရင်တော့ရှိတဲ့ဂျူးကြီးတွေကုန်လိမ့်မယ်ဟမ်အဲ့တော့ပြိဿစဉ်းစားတော့5ပါးသီလကိုဖြူစင်အောင်ဆောင်ထိနေတာ10ပါးသီလကိုဖြူစင်အောင်ဆောင်ထိနေတာကိုယ့်ရဲ့ကာယကံဝစီကံမှာကံကြီးနေတဲ့ကိလေသာခွန်ခေါက်တွေကိုသီလဆောက်တည်ရင်းနဲ့ပယ်ချနေတာသီလကျင့်သုံးရင်းနဲ့ရှင်းထုတ်နေတာဒီတော့သီလဖြူစင်ပြီဆိုတာနဲ့ကိုပဲဝမ်းမြောက်ဝမ်းသာဖြစ်ဖို့မကောင်းဘူးလားကောင်းပါရဲ့ဗျာသို့တော်ပြိဿရဲ့အဲ့ဒီသီလဖြူစင်သွားပြီးရင်မြတ်စွာဘုရားရဲ့ပฏิပတ်လမ်းစဉ်မှာသီလသမာဓိပညာဟုတ်တယ်မလားပရိယတ်ဆိုင်ပရိယတ်တိလမ်းစဉ်နဲ့ပြောရင်ဌာနသီလဘာဝနာအကျင့်လမ်းစဉ်နဲ့ပြောတော့သီလသမာဓိပညာသီလဖြူစင်ပြီးနောက်ထပ်ပြိဿရဲ့ဘာကိုကူးရလဲသမာဓိကူးမယ်သမာဓိကူးပြီဆိုတဲ့အခါကျတော့ဒုတိယနာပြိဿတွေခန္ဓာ၅ပါးယုံညာတရားပေါ်မှာမရှုမမှတ်ဘဲနဲ့သမာဓိရပါ့မလားမရပါဘူးဗျာမရဘူးတော့သမာဓိဆိုတဲ့မရဘူးဉာဏ်အဲ့ဒီသမာဓိဆိုတဲ့အဆင့်မရောက်ဘူးဆိုရင်ဉာဏ်ပေါ်ပါမှာမပေါ်ပါဘူးဗျာမပေါ်ဘူးတ
ချို့ကတော့ပြောတာပေါ့ဟာအဲ့လောက်ကြီးပြောမနေပါနဲ့ထိုင်ကြလည်းမလိုပါဘူးမှတ်နေကြလည်းမလိုပါဘူးသိရင်ပြီးတာပဲသိလို့ရှိရင်ဒါစိတ်လေးဖြူစင်နေလည်းပဲဒါတရားပဲလို့မပြောဘူးလားတရားမှတ်မှလည်းမတရားတာမဟုတ်ပါဘူးတရားပါသို့တော့အဲ့ဒီတရားတော့ကတော့သိတဲ့သိရင်ပြီးတာပဲဆိုတဲ့အဆင့်ဟာအမြင့်ဆုံးအဆင့်ရောက်မှသီလတော့ပဲရှိပါတယ်ဟုတ်တယ်မဟုတ်လားသိတယ်ဆိုတာကဉာဏ်ထဲမှာပိုင်ပိုင်ခြားခြားသိတဲ့အသည့်အထိရောက်အောင်သွားရမယ်ခန္ဓာထဲမှာတွေ့တဲ့ဉာဏ်ကိုရအောင်ရှာရမယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်သီလအကျင့်တွေဖြူစင်အောင်ကျင့်သုံးတဲ့အချိန်သမာဓိအကျင့်တွေကိုဖြူစင်အောင်ကျင့်လိုက်တဲ့အခါကျတော့တတ္တာတဲ့ယုံကြည်မှုဆိုတဲ့တရားမပါဘဲနဲ့ရပါမလားရပါပါဘုန်းကြီးတွေကတော့ဟောတာပဲကွာသူတို့ကတော့အားနေတော့အာထုပ်ဖို့ပဲပြောတာဒီကလူတွေကစားဖို့တော့တော့မနေရှာနေရတယ်တချို့ကလည်းပြောတယ်စားဖို့တော့ဖို့မနေရှာနေရတဲ့ပုံကိုယ်တွေနောက်တဲ့နှစ်ဘယ်နှစ်စားနိုင်ပါလဲဟမ်ရှာလမ်းမှာကဲပြိဿရဲ့နှစ်တရားအထိစားဖို့ရှာလို့ရရဲ့မရပါဘူးဗျာရှာနိုင်ရောစားလို့ရရဲ့မရပါဘူးဗျာနှစ်ဘယ်လောက်ဆိုသွားမလဲ50ကျော်ဟာအဲ့လောက်တော့မလုပ်ပါနဲ့ဟုတ်လားနေပါဦး85 80လောက်တော့နေပါဦးဟုတ်လားစဉ်းစားတော့ရှာရင်တဲ့ပဲသိသွားရတာပြိဿရဲ့စားချိန်ကဘာမှမရှိဘူးအဲ့တော့ပြောလိုက်ရင်ဒီဘာနဲ့စားမလဲဘာနဲ့နေမလဲဘုန်းကြီးကတခါတည်းရှုဖို့မှတ်ဖို့ထိုင်ဖို့ပဲဟောနေတာပဲနဲ့ပြောနေတယ်ဟုတ်လားရှုဖို့မှတ်ဖို့ထိုင်ဖို့သာဟောတာဟောရတာပါဟုတ်လားကိုရီးယားကလည်းတွေ့တော့လေကျွတ်တော့ပဲရှုံးတာပါပဲဟုတ်လားအခုကြံတွင်းကျရုပ်ကဆူတောင်းတာလေကိုရီးယားမင်းသားလာတဲ့အချိန်ဇင်းသမီးလာတဲ့အချိန်ကြီးအမာဒီဟောနေတရားတွေကြီးပဲတွေ့ပါစေလို့ဆူတောင်းနေတာဟုတ်လားဟမ်အခုတော့သိုးတော့မဆိုဘူးမန္တလေးမှာတရားကြီးတွေတချို့ပြောတယ်ဟာကိုရောတဲ့ကိုရောတို့ဘုန်းကြီးတွေကကိုရီးယားမင်းသားနဲ့ဖိုက်နိုင်တာကြီးအပြိုင်ဖြစ်လာပြီဟာတရားကြီးဘာဖြစ်လို့လဲဟာအိမ်မှာကို TV နှလုံးလုံးရပြီးတဲ့ကလေးတွေကမင်းသားမင်းသမီးကြီးတပည့်တော်ကဘုန်းကြီးတွေကြည့်တာတဲ့ဟာလားဟာမဆုံးဘူးဟာတို့လည်းကြည့်မိလို့ပေါ်တော့ကြည့်မဲ့လို့ရှိလာပြီဟုတ်လားရကုန်းဝေးတွေပါရေးရအောင်ဟုတ်လားဒီနေ့ရှင်နေတော့ကောင်းလာပြီဟုတ်လားဒီနေ့ပေါင်းနေတာလေးပါရရှိရင်လုပ်ကြအောင်ဟုတ်လားဘာဖြစ်လို့လဲတနိုင်ငံလုံးကိုတစ်ကမ္ဘာလုံးကြည့်တဲ့အဆင့်ရောက်လာပြီဒါနည်းနည်းတော့ရှိုးလေးပါထုတ်ထားဟုတ်လားအဲ့တော့ပြိဿရဲ့စဉ်းစားလေတရားဆိုရင်အာမကောင်းဘူးဆိုရင်ဌာနအဆင့်လောက်နဲ့ပဲရက်သွားတဲ့သီလကောင်မှယောတိယောရင်ဖြစ်သွားတဲ့ဘာဝနာဆိုရင်အဝိဇ္ဇဖြစ်သွားတယ်ဟုတ်တယ်မလားအာယံဒါနရဲ့သီလရဲ့ဘာဝနာရဲ့အကြောင်းသုံးပြညီညွတ်ဖို့ဆိုရင်နံပါတ်နဲ့ပြိဿရဲ့အသားလေးကိုဘုမတိုးအောင်စီစဉ်ရသလိုပါပဲသီလကောင်းမှုပြည့်စုံနေတဲ့ဒုရဓမ္မပေါင်းသူတော်ကောင်းတို့ရဲ့ရုပ်တရားနံတရားစိတ်တဲ့အကောင်းလေးတွေကိုယုံကြည်မှုဆိုတဲ့တရားတရားစီလေးစီပေးလိုက်စမ်းမှာစီလေးစိတ်ဓာတ်လိုက်တဲ့အခါတရားရဲ့အပေါ်မှာယုံကြည်တဲ့တရားတရားတွေပေါ်လာမယ်တရားရဲ့အပေါ်မှာယုံကြည်တဲ့တရားတရားတွေပေါ်လာတော့တရားဒီနာကြတရားဒီရှုပွားတဲ့အဆင့်ကိုရောက်လာနိုင်မယ်ဟုတ်တယ်မဟုတ်လားတရားဟာပြိဿရဲ့အပူလာအေးလားအေးပါဗျာတရားနာလို့ပူရတာရှိတာမရှိပါဘူးဗျာသိကြလားသိကြပါရဲ့ဗျာကျုပ်မပြောဘူးလို့တော့နေတာမအောင်နိုင်တော့ပြောမယ်ဟုတ်လားဟောပြောမယ်ဆိုတာကဟိုဘုန်းကြီးတစ်ပါးပါဟုတ်လားတော့ပုံမျိုးနေရအတွေ့အမှုဆရာတော်ဘုရားစိတ်မကောင်းစရာဦးဇင်းကပြုတ်နေတာလားဖြတ်နေတာလားဆိုရင်တရားပြိဿပင်မဟုတ်ရဲ့ရှုဖို့မပြန်မဟောခဲ့ဘူးလားတကယ်သာသနာမှာပြုပြင်ရမယ်အကြောင်းဦးဇင်းတို့လမ်းကြောင်းမှားနေတာတွေကိုဦးဇင်းတို့ကတခါတည်းလက်ကိုယ်ွယ်တဲ့လူတွေကအမုန်းခံဘိုးတော်ကိုယ်ွယ်တဲ့လူတွေကမုန်းမသိဆိုပြီးတော့အမုန်းခံပြီးတော့ပြောဟောရတဲ့တရားဟုတ်လားအဲ့ဒါဘာကိုနာပြီးဘယ်လိုပေါက်ချက်ချလဲမသိဘူးဒီကိုယ်တော်သူ့ရွယ်ဟောတယ်ဆိုပြီးတော့ကျုပ်တို့ဘောမျိုးနဲ့တရားမဟောရဘူးဟာပြုတ်နေတာလားဖြတ်နေတာလားဆိုတာဟာရွှေဘုံမွေဟောတော့လူတွေကကြိုက်လိုက်တာတော့ဘောဟောကမှဒီဘုန်းကြီးကဘယ်နဲ့ဖြစ်တာပါလဲဟုတ်လားဒါဥစဉ်အမှန်တမ်းပြောတာပါပုဂ္ဂိုလ်ကြီးအရာမုန်းလို့မဟုတ်ဘူးအံ့ဩတာပြောတာဟုတ်လားတရားဟာအေးအောင်ဟောပေမဲ့ပြိဿခံယူတတ်တဲ့လူကကိုလိုရင်ကိုဆွဲတွေ့အေးရတာအေးပါဗျာသို့တော့တရားကမအေးတာလားနှလုံးသားကမအေးတာနှလုံးသားထဲမှာဓက္ခံမကောင်းရင်တော့ဖယားဟောတဲ့တရားတော်မှာဒီဝဒကမကောင်းဘူးလို့ပြောသေးတာဟုတ်တယ်မလားအဲ့တော့ဘုရားတော်ဒီဝတ္တကမကောင်းဘူးပြောရင်မေဇိမခေါင်းကြီးကိုတော့ပြောမှာပေါ့ပြောပါစီစိတ်ထဲမှာမကောင်းတာတခုပဲရှိဩတရားကိုတရားအတိုင်းဟောတာတော့မှမကောင်းဘူးပြောရင်တော့အောစရာပဲ
ဟုတ်လားဒီနေ့မှကြားခဲ့တာပါမန္တလေးကပြန်လာဟုတ်လားအဲ့တော့ပြောရတာကသိနေတရားရဲ့သဘာဝဟာတရားဆိုတဲ့ကအေးပြီးသားပါဟုတ်လားအေးတဲ့တရားကိုနာကြားတဲ့နားထဲမှာထည့်ပြီးရင်ဟောဒီနှလုံးသားထဲမှာလက်တွေ့ရှင်ပွားလိုက်ကြည်သာမှာပြိဿရဲ့အေးမလားပူမလားအေးပါလေတရားစစ်တရားမှအပူမရှိဘူးပြိဿအေးကိုအေးဟုတ်လားခံယူတဲ့လူရဲ့နှလုံးသားကယောနိတော်မနတိကာရနှလုံးသွင်းကောင်းကောင်းလေးနဲ့ခံယူပြီးတော့ဟာဒီတရားလေးကနာကြားရတာကောင်းလိုက်တာဒါလေးကပြုပြင်စရာပဲဒါလေးကလိုက်နာစရာပဲဒါလေးကလက်တွေ့ကျင့်သုံးစရာပဲလို့များအခမ်းယူချက်ကောင်းကောင်းလေးနဲ့လက်တွေ့ကျင့်သုံးလိုက်ရင်ကိုယ့်အတွက်လည်းပဲအေးချမ်းတယ်လို့သာသနာကြီးအတွက်ရောတန့်ရှင်းတာလည်းဖြစ်မသွားဘူး။ပါပါဗျာ။ဒီဒါကြောင့်အေးချမ်းတဲ့တရားအစဉ်ကိုရဖို့ရအတွက်မိမိတို့ရဲ့နှလုံးသားထဲမှာပြိတ္တရဲ့ယုံကြည်မှုဆိုတဲ့တရားတွေထည့်ထားဖို့လိုပါတယ်။မလိုဘူးလား။လိုပါဗျာ။လိုတယ်ဟုတ်လား။လေးသမားသည်မိမိရဲ့လေးကိုထွင်းမဲ့ထုလုံးမဲ့အတ္တသားကိုဘုမတော်ကိုရအတွက်စီစဉ်ပေးရသလိုပါပဲသူတော်ကောင်းတယောက်သည်လည်းမိမိရဲ့ယုတ်တရားနာတရားကိုဝိပဿနာတရားရှုပွားဖို့ရအတွက်တရားဆိုတဲ့စီကလေးနဲ့စိတ်လေးမှာမကောင်းတဲ့စိတ်ဓာတ်ဒီမကောင်းတဲ့အတွေ့အခေါ်တွေမှားယွင်းတဲ့အတွေ့အခေါ်တွေကင်းဝေးလိမ့်မယ်အဲ့ဒီလိုမှမဟုတ်ပဲနဲ့ဘာလဲကွာလွန်ခဲ့တဲ့2500တော့ဟောခဲ့တဲ့တရားဒီဘုန်းကြီးတွေကရှောက်တော့ဒါကိုလူတွေကယုံပြီးတော့လက်တွေ့ချင်းဘာဖြစ်လာမှလဲလို့ပြောပြီးဆိုတဲ့ကပြိဿသူ့နှလုံးထဲမှာပိုးထိုးမခံရဘူးလားပိုးထိုးခံရတယ်ဗဒါသိအရေးကြီးတယ်နော်တရားမရှိရင်ပြိဿအဲ့ဒီတရားနာမနေနဲ့ဘာမှဖြစ်မလာဘူးအထုံးနေနဲ့ဘာမှဖြစ်မလာဘူးဖြစ်လို့သူ့တရားမှဓက္ခံမကောင်းဘူးဟုတ်တယ်မလားဒါဆိုရင်စီစဉ်ပြီးတဲ့ဟောဒီအသားလေးကစီဝသွားတဲ့အခါလိုချင်တဲ့ဖြောင်းတန်းတဲ့သစ္စာလေးတစ်ချောင်းရဖို့ရန်ဖြစ်ဖို့ရန်အတွက်မိဂလေးကင်အပူပေးပြီးတော့လူရပုံစံလေးတွင်လို့ရသွားသလိုပါပဲဟောကိုယ့်ရဲ့ကာယကံကိုယ့်ရဲ့ဝစီကံကိုယ့်ရဲ့မနောကံတွေကိုပြိတ္တရဲ့အပူလေးပေးလိုက်ကြလို့ပဲအကောင်းလေးတွေနဲ့ပြုပြင်လိုက်ပြီဆိုတာနဲ့ဌာနသီလသမာဓိပညာအတွက်လမ်းကြောင်း၃မျိုးဟာစုံမသွားဘူးလားစုံပါပါဗျာကာယကံအကောင်းနေသမထဘာဝနာဝိပဿနာဘာဝနာနဲ့ပေးလိုက်စမ်းမှာဝစီကံအကောင်းနေမနောကံအကောင်းနေသမထဘာဝနာဝိပဿနာဘာဝနာမိအပူလေးနဲ့กินပေးလိုက်သမာတဲ့ကာယကဝစီကမနောကလေးကောင်းတယ်သမထဘာဝနာဝိပဿနာဘာဝနာလေးပွားတယ်ဆိုတော့ဟောဒီမြားလေးဖြောင်းသွားသလိုပဲဟောဒီစိတ်တည်းလေးလည်းဖြူစင်သန့်ရှင်းတဲ့အစဉ်ကိုရောက်လာပါပြီဖြူစင်သန့်ရှင်းတဲ့စိတ်ပိုင်ရှင်ဖြစ်လို့သမထလမ်းကြောင်းဝိပဿနာလမ်းကြောင်းကိုရောက်သွားပြီဆိုရင်နောက်ဆုံးအဆင့်ကပြိတ္တရဲ့မြားထိတ်မှာအစိတ်တင်လူရပြစ်ချက်ကိုရအောင်ပြစ်ထိအောင်ပြစ်ပြီဆိုရင်အဲ့ဒီသားကမကြနိုင်ဘူးလားကြနိုင်ပါလေဗျာဟောအခုပြိတ္တမြားထိတ်ကိုအစိတ်တင်တော့မယ်အစိတ်ကလေးတင်တော့ဗာနဲ့တင်မလဲဟောဒီခန္ဓာကိုယ်ရဲ့အကုန်အဝေးအဖြစ်တိုင်းမှာသိအောင်မှတ်နေတဲ့ကာယ ानु ပဒနာသတိပဋ္ဌာန်ဝေဒနာပူရာအိယာနာရာကျင်နာကြိုက်တာခဲတာတွေကိုသိအောင်မှတ်ပြီးနေတဲ့ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်စိတ်တွေတွေးတာကြံတာစဉ်းစားတာစိတ်ကူးရင်တာပြင်းပြင်းတွင်တွင်နဲ့အိတ်ချင်တာတွေဖြစ်နေရင်ပြိတ္တရဲ့သိအောင်မှတ်ပြီးနေတာကစိတ်ဓာ ानु ပဒနာသတိပဋ္ဌာန်သဘာဝတရားတွေကိုသဘာဝတိုင်းအတိအတိုင်းရှိအောင်သိအောင်မှတ်နေတာကဓမ္မ ानु ပဒနာသတိပဋ္ဌာန်ပရိသေကာယကဝစီကမနောကံဤကောင်းလို့သီလဤဖြူစင်သမာဓိတွေတည်ကြည်လာတဲ့ဟောဒီသိရဲ့အပေါ်မှာသတိပဋ္ဌာန်တရား၄ပါးအစိတ်ကလေးတွေများတင်ပေးလိုက်ရင်ယုတ်တရားနာတရားရဲ့အဖြစ်အပျက်အကြောင်းအကျိုးတွေကိုမပြတ်မလတ်တလည်းသိပြီးလို့လာပါလိမ့်မယ်တဲ့ဒါကြောင့်ဒုပရိသအဲ့ဒီအစဉ်လေးအဖြစ်များရောက်အောင်သွားနိုင်တနေ့လုံးကြီးမားစွာဒုကျူးခဲ့တဲ့ကိလေသာစိတ်ဆိုးစိတ်ညစ်တွေဟာများရတာနေမသွားဘူးလားနေပါပါဗျာနေရတာရော့မသွားဘူးလားသွားပါပါဗျာရော့သွားပြီဆိုရင်ပြိဿတတ်တာမလားပင်မမလားတတ်တာပါဗျာ
တတ်တာလေဒါကြောင့်လာမဲ့ကြံတွင်လာမဲ့ဆေးရစခန်းဒီမှာကိုသွားလို့ရတဲ့ရိတ်သာကိုအတွက်နေရာရှိတဲ့နေရာရောက်အောင်သွားပြီးတော့အချိန်ကြီးလေးပြင်လိုက်စမ်းပါဟုတ်လားဘာကြောင့်ဦးဇင်းတို့ဒီတရားဟောရတာလဲဆိုရင်ဝိပဿနာရဲ့ချမ်းသာဆိုတာကကိုယ်တိုင်အားထုတ်ဖို့ပြိဿရဲ့သူများကိုပြောရတာလေအရသာသိရှိရဲ့သူများကိုပေးရတဲ့ပေးမှုတွေမှာလို့အကောင်းဆုံးပေးဝေမှုဟာဝိပဿနာကြောင့်ရလာတဲ့အေးချမ်းမှုဖြစ်တယ်ဟုတ်လားဒါကြောင့်အချိန်ကြီးလေးပြင်လိုက်ဖို့ပဲဦးဇင်းကတော့ဒီညဟောမှာဘာဖြစ်လို့လဲဆိုတော့ကျုပ်ကဒီနေရာကဆွမ်းဖုံးပေးနေရတာအပတ်စဉ်ဒီတိုင်းတော့ဖုံးပေးနေရတော့ဒါနအကြောင်းဟောရင်လည်းကျုပ်တကာကြီးတွေဓမ္မကြီးတွေကျုပ်ကသိပြီးသားသီလအကြောင်းလည်းပဲသိပြီးသားဖြစ်တဲ့အတွက်ဘာဝနာကိုအားထုတ်ဖြစ်အောင်အားထုတ်ဖို့ကိုဟောရမှာဟုတ်လားဟောဒီတရားလေးကိုပြိဿနာကြပြီးတဲ့အချိန်ကိုယ်ကိုစဉ်းစားကြည့်စမ်းပါငါဒီအချိန်လေးတော့ရှိနေသေးတယ်အချိန်လေးတန်ဖိုးရှိရှိနဲ့ပြင်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပြီလားကဲပြိဿဌာနတွေဒီတိုင်းမပြည့်ဘူးလားပြည့်ပါပါဗျာသီလတွေဒီတိုင်းမစောင့်တည်ဘူးလားစောင့်ပါပါဗျာဘာဝနာတရားတွေဒီတိုင်းမပွားဘူးလားပွားပါပါဗျာပွားတယ်သို့တော်ပြိဿရဲ့ပွားတယ်ဆိုတာကစွန်းစွန်းတမန်အချိန်ပေးပြီးတော့ပွားနေတာလားနေ့စဉ်နေ့တိုင်းခဏလေးပဲအချိန်ပေးပြီးတော့ပွားနေတာခဏလေးအချိန်ပေးနည်းနည်းလေးပဲရမှာအများကြီးအချိန်ပေးတော့အများကြီးရပါတယ်အများကြီးရပါဒီတရားဥစဉ်ဟောနေတဲ့တရားမဟုတ်ဘူးပြိဿရဲ့ဘယ်သူဟောတဲ့တရားလဲမိဂိယဘုံတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကဟောဒီတရားဒေသနာကိုအရှင်မေဂိယမထေရမြတ်ကိုအကြောင်းပြုပြီးတော့ဟောကြားတော်မူခဲ့တဲ့တရားတော်ပါမေဂိယမထေရနဲ့မြတ်စွာဘုရားနဲ့ဘာကြောင့်ဒီတရားကိုအကြောင်းပြုခဲ့ရလဲဆိုရင်ရှင်တော်မြတ်ဘုရားနဲ့မေဂိယနဲ့ကိမိကာလာယနာဆိုတဲ့တောင်တန်းလေးမှာအတူတူသတင်းသုံးမှုတယ်ဟုတ်လားအဲ့ဒီတောင်တန်းလေးမှာအတူတူသတင်းသုံးနေတော့အရှင်မေဂိယမထေရကမြတ်စွာဘုရားရဲ့အလို့အကျွေးဟာမြတ်စွာဘုရားနဲ့တည်းနဲ့နှစ်ပါးပဲရှိတယ်အဲ့ဒါဘယ်နှစ်ပါးရှိလဲနှစ်ပါးပဲရှိတယ်နှစ်ပါးပဲရှိတယ်အဲ့ဒီတောင်တန်းလေးမှာမြတ်စွာဘုရားနဲ့မေဂိယနှစ်ပါးလည်းရှိတဲ့တောင်တန်းလေးမှာရှင်တော်မြတ်ဘုရားဆွမ်းပုံပေးရအတွက်မနီးမဝေးကသန္တုခါမဆိုတဲ့ရွာလေးကိုသွားပြီးတော့အရှင်မေဂိယကဆွမ်းခံကြွရတယ်ဆွမ်းခံကြွပြီးလို့ရှိရင်ပြိဿရေရလာတဲ့ဆွမ်းလေးကိုအချိန်ပြီးတဲ့အခါလည်းပဲပြီးတယ်မမြင်လည်းပဲအဲ့ဒီနတ်ကြီးကတောအုပ်လေးမှာပဲဆွမ်းလေးဖုံးပေးပြီးတော့ဆွမ်းဖုံးပေးပြီးတဲ့အချိန်ရောက်တယ်အဲ့ဒီမှာအရှင်မေဂိယမထေရနဲ့အလကားကလေးဈဉ္ဉံလေးကြွားပြီးတော့ရှောက်ဟုတ်လားဈဉ္ဉံကြွားတဲ့အခါကျတော့မေဂိယရဲ့စိတ်ထဲမှာသူကအပြင်းပြေအနေနဲ့ပဲရှောက်နေတာခန္ဓာကမှာစိတ်ညို့နေတဲ့တောအုပ်တွေကလည်းအများကြီးသေရဥယျာဉ်ကြီးတွေကလည်းရှိတော့မေဂိယမထေရကကြည့်ပြီးတော့ဝါဒီတော့အေးချမ်းသာရတဲ့ရှုမောပွေကောင်းတဲ့တောတောင်တန်းလေးဒီတရားဥယျာဉ်ကြီးနဲ့ငါသွားပြီးတော့တရားဓမ္မအားထုတ်ရရင်တော့ငါအတွက်တရားနဲ့မြန်တွေ့နိုင်မယ်ထင်တယ်။ကာယကိုကောင်းလိုက်တာကြည်ညိုဖို့ကောင်းလိုက်တာဆိုတဲ့စိတ်အစဉ်ဟာအရှင်မေဂိယမထေရနေတိုင်းခံစားနေရတယ်။ဟုတ်လား။ပြောကျုပ်ကဒီနေရာလေးမှာနည်းနည်းလေးပြောချင်လို့ပြိဿရဲ့ယောဂီတော်တော်များများကတရားအားထုတ်ခြင်းဘယ်လိုပဲနေရဆိုပြီးတော့သွားခြင်းတဲ့ယောဂီရှိသလား။ရှိပါဗျာအဲ့ဒီကြောင်းကအချင်းကြီးကောင်းလားဝါဒီဆွဲရင်အစီပြေလားလူကျက်လားဟုတ်လားခုချိန်ကြီးစုံစမ်းနေပြောတာဟဲ့နေတို့သွားရင်ဒုလဲဆိုင်မယ်ဒုတစ်ခွက်တစ်ခါတောင်းရမယ်လေဟုတ်လားလည်းပါအောင်မဟုတ်လားဟောဒီမှာအရှင်မေဂိယဖြစ်နေပုံပြောတာကဒုယောဂီတွေမပြောသေးပါဟုတ်လားတခါသူဈဉ္ဉံကြွားပြီးဘိုက်ကလေးလေးနဲ့ဈဉ္ဉံကြွားဒီနေရာမှာတရားအားထုတ်ဖို့တဲ့သူကလေခိုးကတောညွတ်စိမ့်စိမ့်လေးကိုသွားပြီးတော့ငါဒီအဲ့ဒီတရားဥယျာဉ်တောညွတ်စိမ့်စိမ့်လေးမှာသွားပြီးတော့တရားအားထုတ်ရရင်ကောင်းမယ်တောကလေးကလည်းตายာလိုက်တာရှုခြင်းသဝဲကောင်းလိုက်တာငါစိတ်အစဉ်လေးကြည်ကြည်လေးလေးရတဲ့ဆွမ်းရင်ဆွမ်းကောင်းကောင်းလေးဖုံပေးပြီးတော့အားထုတ်လိုက်ရရင်စကလေးကပြိဿရဲ့ချမ်းသာကိုမျှော်နေတာကဆင်းရဲကိုမျှော်နေတာချမ်းသာကိုမျှော်နေတာအခုတရားအားထုတ်ဖို့တော့တိုက်တွန်းပြီးပြီရိတ်တာရွေးဖို့လည်းပြောရအောင်မယ်ပြိဿရဲ့ရိတ်တာဆိုလို့ချင်းတော်တော်များများကခုနကပြောတဲ့အချက်လေးတွေပါရင်ကိုမကြိုက်ဘူးလား
ဘူတိုင်းလေးအခန်းလေးနဲ့ဟုတ်လားတကယ်ချင်းဒီ9ယောက်တရွေးချင်းပြန်နေရမယ်ဆိုရင်နဲ့အာထုတ်ချင်လိုက်တာဘုံဘုံရဲ့အေးရလို့ဝမ်းနေစရာပဲကြုတ်တောင်မှဘူတိုင်းထိုင်စရာမရှိသေးဘူးလို့ဟုတ်လားအဲ့တော့ပြည့်တဲ့ပြောနေတာကတရားအားထုတ်ပြီဆိုတာဘယ်နည်းလောက်ပဲကြားတယ်တရားမှာဦးသိန်းကြောင့်ယောဂီတွေဘလုံးမထိသိလို့မရလို့စည်ရင်မပြီးတဲ့လူတွေကလည်းယဉ်ကျေးဘုံဘုံလာမှာပဲဟုတ်လားဘုရားပြလာမှာပဲကျတော့စည်ရင်ကိုမကိုက်တော့လာလက်လူလာဟေးအရင်လာတဲ့လူနေရာပြီးမလာတဲ့လူမရှိပြန်ရပြီတော့ငါလည်းမတက်နိုင်တော့ဘူးဟုတ်လားအဲ့တော့ပြိဿရဲ့လာမှာပဲဆိုတာလေးကြီးပဲအခုချိန်ကလာမှာပဲလာမှာပဲပြိဿလာမှာဟုတ်လားအောင်မလေးအကျိုးလေးတရက်ကုန်သွားတဲ့အခါကျတော့ဘုံဘုံဘလုံးမခံနိုင်ဘူးဟုတ်လားဒေါ်လူလေးစီလေးလုံးပါအောင်ဟုတ်လားဘာစီလေးလုံးပါအောင်နဲ့တရက်ခံရတဲ့ယူရိုပီယန်က9သက်လောက်ကုန်ပြီများအဲ့တော့ပြိဿရဲ့လာမှာပဲဆိုတာကအခုစခန်းမရောက်ခင်လာမှာပဲအတန်ကြားနေတာတရားအကျိုးလေးဟာလားဓမ္မဝေအကြလေး2ရက်လောက်ကုန်ပြီဆိုလို့ရှိရင်လေသူတို့အခန်းထဲပြန်ဝင်သွားလို့ရှိရင်ဟိုဈေးကိုယ်တော်နဲ့ဝင်သွားတာအောင်ပြီဟုတ်လားအဲ့တော့ပြောချင်တာကပြိဿရဲ့တရားအားထုတ်မယ်ဆိုရင်လည်းအဲ့ဒါတွေအပေါ်တွေကိုအများကြီးမပြောလင်းနဲ့ဟုတ်လားအများကြီးမပြောလင်းနဲ့တော်လည်းမှာတရားအားထုတ်ကြတဲ့ယဟန်တော်မထေရကြီးတွေသူတော်ကောင်းကြီးတော်မှာရတဲ့ဆွမ်းလေးကိုအမိပြုပြီးတော့အရှင်ပြေသလိုသစ်ပေအောင်မှာအားထုတ်လို့တရားတွေ့ခဲ့လေတာငါတို့လိုချမ်းသာသာနဲ့သူများချက်ပြီးသားအစဉ်သင်ဇီဝေစရာလည်းမလို့လက်စည်းစရာတော့မလို့သုံးခင်လေးနဲ့စားပြီးတော့အချိန်တန်ဘုန်းကြီးမသိအောင်ခိုးအိမ်လိုတော့ရသေးတာအဲ့ဒါကိုပဲပြိဿကြီးအာထုတ်ဖို့ကိုမင်းကိုတိုက်တွန်းနေရတာဟုတ်လားအဲ့တော့အိမ်မှာဆိုရင်ကမိုးလင်းတာနဲ့ဈေးမသွားရဘူးလားသွားပါဗျာတရားအာထုတ်တဲ့ယောဂီတွေကြုတ်ကြောင်းမှဆိုပြိဿဈေးသွားဖို့နေနေတာသူတို့ကိုချောပြီးဒီတစ်ချိန်လေးထိုင်နိုင်အောင်နော်ဒီချိန်လေးစိတ်ကြည်နေတာဟာတရားတွေတွေ့နိုင်တဲ့ထိုင်အောင်ချောခဲ့ရပြန်ပြီဘုန်းကြီးကပလင်ပေါ်ဆင်းဟုတ်လားချောင်းဒီဘက်ကချောင်းဒီဘက်ကချောင်းဘုန်းကြီးကနောက်ကချောင်းနေမလို့ဒါလေးစိတ်ပဲဘုန်းကြီးသွားရင်မလို့ချောင်းပြီးတော့မှဒီဘက်ပြန်လဲဟုတ်လားပြန်လောင်းနဲ့ခါရင်လေးပေးလေးနဲ့အောင်မဲ့ဆိုးတော့မဆိုးဟန်တော့ကောင်းတယ်သူနဲ့ကိုယ်နဲ့မျက်နှာချင်းဆိုလို့ဆရာတော်တွေ့သွားပြီဆိုတော့မှလေပူလေးသုံးကြီးချပြီးတော့ဘယ်လိုမှမခံနိုင်တော့သူအောက်ဆရာတော်ပဲပုံစံနဲ့ဘိုက်ကလေးလိထားတော့ဘုန်းကြီးကမှပြောရတော့ဟောတော်လိုက်တာဒါမျိုးလေးရှိဘူးပါလေဟုတ်လားအဲ့တော့တရားအားထုတ်မယ်ဆိုရင်လည်းအဲ့ဒီအပူမျောလေးပြည့်တယ်ဟုတ်လား discount တွေကိုသိပြီးတော့မထားနဲ့မပြောနဲ့ဟုတ်လားရွရွချွန်ချွန်ပေါ့တစ်နေ့လုံးနေခဲ့တဲ့365ရက်မှာဟာဒီ9ရက်လျှော့လိုက်ရက်ပေါင်း360မှာဘာတွေလုပ်ခဲ့အခုတို့လို့ကျုပ်ကမပြောပါဘူးဟုတ်လားဘာတွေလဲပြောခဲ့ကိလေသာဟုတ်လား9နာရီတက္ကမပြောရပြန်တယ်9နာရီခွဲလောက်ကြတော့ပြောရပြန်တယ်တက္ကမကြီးတွေကပြောတဲ့အချိန်ပြီးသွားတော့တက္ကကြီးတွေကလည်းစနေတနင်္ဂနွေရောက်တော့ဘုံတိုင်းကျင်းလို့ပြောကြပြန်တယ်ပြောလိုက်ကြတာအမလီအတိုင်ဖောက်ကိုညီလို့ဟုတ်လားအဲ့ဒီကနေတခါလေပြိဿညပြောပြီးတော့နေ့ရောက်တော့မိုးလင်းတဲ့အခါညနေပိုင်းရောက်တဲ့အခါကျတော့တက္ကကြီးတွေကတက္ကမကြီးတွေကနှလုံးလုံးနဲ့ပြောတယ်တက္ကကြီးတွေကြတော့တလုံးလေးနဲ့ပြောတယ်ဟုတ်ပြောလာလိုက်တာတစ်နေ့လုံးရက်ပေါင်း360တော်ပြီပေါ့ဒီ9ရက်နေတော့အဲ့ဒါတွေခဏချန်ထားလိုက်အောင်လေဟုတ်တယ်မလား discount တွေမတောင်းဘူးလားဒီစတော့ကတ်နေလာတာတခါလေလာကြရအောင်လားအဲ့ဒီမှာနေဒီနေ့ကတော့ကျုပ်ကစောင့်မစောင့်ပါကျောင်းရုံရိတ်တာဖွင့်နေလေကျောင်းပေါက်ကနေပါလာပါချင်းအကုန်စစ်တွေ့သမျှစားကြမှာအကုန်သိဟုတ်လားပြီးတာနဲ့ဓာတ်တွေမှာထားပြီးတော့စတိုးဆိုင်ဖွင့်ယောဂီတွေပစ္စည်းများဆိုပြီးဟုတ်လားလာလိုက်ကြတာအချင်းချင်းအိမ်ကြီးအိမ်ငယ်နဲ့လေနာမက9ရက်သူတို့ကြည့်ငါကြောင့်များပြီးရွှေ့လာကြတာတော့ဒီမှာအသာစောင့်ကြည့်နေတယ်မစရင်အချိန်ကြီးတော့မကောင်းဘူးငါပြန်နေရာလူမလို့စောင့်ကြည့်နေရတာလာလိုက်တာအိမ်ကြီးအိမ်ငယ်နဲ့ပြီးတော့ပြိတ္တရဲ့မုံကလည်းအကြီးအသေးတချို့ကအော်ရာမာထားနေတယ်အမစီသားကြောင့်ကောင်းနေကြော်ခဲ့ကျမလည်းပဲတုတ်ခဲ့မယ်တုတ်ခဲ့ဟုတ်လားကျမငါချောင်းဖူးခဲ့မယ်ထိုးခဲ့ဟုတ်လားမနေ့မိုးလေးပြိတ္တစားပြီးအမေသူတို့မှတော်တော်အမှတ်နဲ့စားပြီးတော့နည်းနည်းလေးပဲရောင်ရင်းတဲ့ပုံစံနဲ့တစ်စုံလေးနှစ်စုံလေးဆိုဘယ်ဟုတ်လဲအခန်းထဲလာကျတော့ခိုးတုတ်နေကြတာစုပေါင်းပြီးတော့ဟုတ်လားအဲ့တော့ပြိတ္တအဲ့ဒါမျိုးတွေကိုညှို့နေမလားနဲ့ဟုတ်လားအစိုးရတွေကဒီစိတ်တွေဖယ်တာရွရွချွန်ချွန်အားထုတ်ဖို့စဉ်းစားတာဟုတ်တယ်မလားတရားစခန်းတော့မသွားဘူးလားသွားပါရဲ့ဗျာတရားအားနဲ့တရားတွေ့ပါမှာတွေ့ပါဗျာအားတွေ့တယ်အားတွေ့တယ်ကိုယ့်အကိုသိဟုတ်လား
ဒါကြောင့်မိမိရဲ့ယုတ်တရားနဲ့တရားကိုရှုပွားဖို့ရအတွက်ရိတ်တာတွေကလည်းအစဉ်သင့်ရှိနေပါတယ်မိမိစွမ်းနိုင်တဲ့ဤစနစ်တွေနဲ့မိမိပေးနိုင်တဲ့နေရာလေးမှာသွားပြီးတော့ကြိုးစားလို့အထုပါတဲ့ဟောဒီမှာအရှင်မေဂိယမတိဖြစ်နေပုံကဆွမ်းခံပြန်တိုင်းဆွမ်းလေးဖုံးပြီးဒီနေရာမှာဈဉ္ဉံလေးကြွားပြီးတော့ခဏလန်းကစိတ်ညွတ်နေတဲ့တောအုပ်လေးကြည့်ပြီးတော့အရှင်မေဂိယမထေရသဘောတွေကြပြီးတော့တာယာလိုက်တဲ့တောအုပ်လေးကတွားပြီးတော့တရားအထုတ်မှပဲဆိုတဲ့ကတာယာနေတာဟာပြိတ္တရဲ့ကိလေသာပါလားမပါဘူးတွားတယ်ကတွားပြီဆိုတဲ့ကကိလေသာတစ်ခုတစ်ဝင်းနဲ့ဟုတ်လားအဲ့တော့ကြောင်းရောက်တော့မြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားတပည့်တော်ဒီသံဒုက္ခမရွာကနေဆွမ်းခံပြန်ကြွလာတဲ့အချိန်တိုင်းမှာစိတ်ညိုညိုနဲ့တောတရေတောလေးကိုအမြဲတမ်းတွေ့ကြရပါတယ်မြတ်စွာဘုရားတပည့်တော်ဒီအဲ့ဒီတရေတောလေးမှာတပါးလေးတွားပြီးတော့တရားဓမ္မအထုလိုပါတယ်တပည့်တော်ကိုခွင့်ပြီးတော်မူပါမြတ်စွာဘုရားတဲ့ရှင်တော်မြတ်ဘုရားရဲ့ဓမ္မောက်မှာသွားပြီးတော့တရားဓမ္မတပါးလေးအထုခွင့်ပေးဖို့ရအတွက်ခွင့်တောင်းတယ်မြတ်စွာဘုရားကသိနေပြီဟဲ့မေဂိယဒီတော်လုံးမှာငါ့ကိုလှုပ်ကြွေးတဲ့ယဟန်ဆိုလို့မင်းတစ်ပါးပဲရှိတယ်ကွယ်ဒီတော့နောက်ထပ်ပြုစုလှုပ်ကြွေးမဲ့ယဟန်တစ်ပါးမလာခင်တော့မင်းခဏလေးသိခံပြီးတော့ငါ့ကိုလှုပ်ကြွေးပြီးနေပါဦးကွာယဟန်တစ်ပါးနောက်ထပ်ရောက်လာရင်မင်းသွားရင်လည်းအဲ့ဒီတော်လေးသွားနိုင်ပါတယ်ဆိုတော့အရှင်မေဂိယရဲ့စိတ်အစဉ်ကကိလေသာတွေတွန်းမိုးနေပြီတာယာရှုမောဝဲကောင်းတဲ့ဒီတော်လေးကိုသူရောက်အောင်သွားခြင်းနေပြီဆိုတော့မြတ်စွာဘုရားကိုဗာပြန်လျှောက်တယ်မှတ်ရှင်ဘုရားအရှင်ဘုရားကတော့ကျင့်စရာမှတ်စရာဘာမှမလို့ကိလေသာကင်းတဲ့ဘုရားရှင်စီဧကံဖြစ်နေပြီဆိုတော့တပည့်တော်ရဲ့ကိလေသာကင်းရောင်တရားဓမ္မအားထုတ်မဲ့အလုပ်မှာအရှင်ဘုရားအာမပိနိုင်လို့လားဗျာမေဂိယမထေရကွန်ပလိတ်တက်တယ်ဟုတ်လားဒီတော့မြတ်စွာဘုရားလည်းကဲချစ်တာမင်းဒီလောက်တောင်မှငါ့ကိုဆန့်ကျင်တယ်ပြောနေသွားတော့မင်းအားထုတ်ခြင်းနဲ့အဲ့ဒီတော့မှသွားပြီးတော့အားထုတ်ပြီးတော့ဟုတ်လားအရှင်မေဂိယမထေရကမြတ်စွာဘုရားခွင့်ပေးလိုက်ရှင်တော်မြတ်ဘုရားရဲ့တန်တော်ဘောင်းကနေခွင့်ရပြီဆိုတဲ့အရှင်မေဂိယမထေရမြတ်စွာဘုရားရဲ့ခွင့်ရတဲ့အချိန်ကစတဲ့လို့အဲ့ဒီတရားတူဥယျာဉ်တော်နေမှာသွားပြီးတော့အားထုတ်လိုက်တာတရားအားထုတ်ပါပြီဆိုကြတဲ့ကသူ့စိတ်အစဉ်မှာဘာတွေတောင်းကြတယ်ငါပြအာယုကာမဂုဏ်တွေကိုခံစားဖို့ရအတွက်အမြဲတမ်းတွေးကြနေတဲ့ကာမဝိတ္တတိတွေးသမျှလူတွေတွေးသမျှတိရစ္ဆာန်တွေအပေါ်မှာညှင်းဆဲတဲ့တပ်ပြခြင်းနေတဲ့ဇာပါဒဝိဟိတဝိတ္တတိဇာပါဒဝိတ္တတိဝိဟိတဝိတ္တတိကသူ့ကိုနှောက်ယှက်လို့ဖြည့်ဆည်းလိုက်တာဥပမာဦးဇင်းတို့မဟာသတိပဋ္ဌာန်မဟာစီနီးတဲ့ဆိုတော့ဖောင်းနေပိနေတော့မှတ်နေတာပဲဖောင်းနေပိနေဖောင်းနေပိနေမှတ်နေတယ်မှတ်ပေမှတ်ညာတော်လည်းပဲပြိတ္တတယ်သူ့တဏ္ဍာမှာအဲ့ဒီကာမဝိတ္တကာမဂုဏ်အကြောင်းတွေတွေးနေတယ်ဗျာပါဒဝိတ္တလူတွေတတ္တဝါတွေတိရစ္ဆာန်တွေကိုညှင်းဆဲတာတွေတွေးနေတယ်ဝိဟိတဝိတ္တသတ်ဖြတ်တာတွေကိုပဲတွေးပြီးနေတဲ့အခါဒီလောက်ဝိတ္တတွေညားနေတဲ့မေဂိယရဲ့စိတ်အစဉ်မှာတရားဓမ္မတွေတွေ့ပါမှာတွေ့ပါဘူးမတွေ့ဘူးတရားဓမ္မတွေမတွေ့လေမေဂိယစိတ်ဓာတ်တွေကဒေါသတွေပေါက်ကွဲလေပေါက်ကွဲလာတဲ့အခါကျတော့မှတ်ပြီးဟုတ်လားဖောင်းနေပိနေမှတ်ရရှိတဲ့စိတ်တွေကကာမဝိတ္တဗျာပါဒဝိဟိတဝိတ္တတွေဝင်လာတော့ဟာဖောင်းနေပိနေကဲတွေးကွာအန်ဒီကြည့်ပြီးတော့တွေးတယ်မှတ်တဲ့အခါကျတော့ပြိဿမှတ်နေတာကတော့တရားပဲသူ့စိတ်နဲ့သူ့ဒေါသနဲ့ပြန်ပြီးတော့ပင်ပန်းမနေဘူးလားမှန်ပါပါဗျာပင်ပန်းနေဒီတော့ပြိဿရဲ့ကိလေသာအာယုကာမဂုဏ်အများကြီးထဲမှာပျော်မွေ့လာခဲ့တဲ့တနေ့လုံးမှာရက်ပေါင်း360လောက်355ရက်လောက်ပျော်မွေ့ပြီးတော့မှ9ရက်စက္ကန့်10ရက်စက္ကန့်လေးဝင်တဲ့အချိန်မှလည်းပဲဒါဥစဉ်ကကြိုပွိုက်အနေနဲ့ပြောခဲ့တာပါဟုတ်လားစိတ်ဒီအလိုမပြည့်ရင်ပြိဿဒေါသဖြစ်နေရင်အချိန်ကြီးတန်ဖိုးရော့မသွားဘူးလားရော့သွားတယ်ကာမဝိတ္တပြဘာဒဝိတ္တဝိဟိတဝိတ္တတိနောက်ဆက်ပြည့်စည်ခံရတဲ့အခါအရှင်မေဂိယရဲ့စိတ်အစဉ်တွေကတတိတပြည့်နဲ့ညင်တွန်းလို့လာပြီ။အောင်မလီအော့ဖို့ကောင်းလိုက်တာငါဘာထက်တဲ့တရားတွေရှိပါရဲ့တွင်လေငါရှုမှတ်နေတိုင်းမှာဖြင့်ငါရဲ့စိတ်အစဉ်မှာကာမဝိတ္တတွေကပေါ်
ပေါ်လာတယ်ဗျာပါဒဝိတ္တတွေကပေါ်လာတယ်ဝိဟိတဝိတ္တတွေကပေါ်လာတယ်ဘယ်လိုမှမှတ်လို့မရနိုင်ပါလားစိတ်ဓာတ်တွေမကြနိုင်ဘူးလားအခုပဲပြိဿမှန်မှန်လေးပြောကြည့်အခုလိုဝိပဿနာများတဲ့တရားလေးများဟောရင်တို့ပြိဿပြင်းသလားမပြင်းဘူးလားပြင်းပါဘူးဗျာရှိရတော့မပြင်းပါဘူးလေနောက်ကပြိဿစဉ်းစားတော့ဦးဇင်းတို့လည်းခေါ်ကြတာပေါ့မြူးမြူးတရားလေးတွေခေါ်ရင်တို့ပြိဿမြူးတိုင်းလည်းပဲတန်ဖိုးအညစ်အကြေးကြီးကမှတကယ်အတုံးနဲ့ခင်းလိုက်ကြီးဟုတ်တယ်မလားအညစ်အကြေးမှမနေဘူးလားမှန်ပါဗျာလုံလားမလုံဘူးလားနေဟောင်းကအညစ်အကြေးတစ်တစ်မပေါအောင်တချို့ကအမလေးကြမ်းအတက်လေးရောက်ပြီးဆိုအိမ်ကြီးမှာရည်သေးချဟုတ်လားဘာနဲ့သွားတူနေလဲဆိုဟိန္ဒူတွေယူနေသွားတူနေတာဟုတ်လားဦးဇင်းတို့ဗာရာဏသီမြို့မှာကျောင်းတက်ခဲ့တယ်ထောက်ထွေးလုပ်တဲ့အခါကျဗာရာဏသီ Sanskrit University မှာလုပ်ခဲ့တယ်ဟုတ်လားဗာရာဏသီဆိုတာအိန္ဒိယမှာရှိတဲ့ဟိန္ဒူဘာသာဝင်တွေအထွတ်မြတ်ထားရမြို့ဗာရာဏသီမြစ်ခင်းကမြစ်ရေကိုမချိုးဘူးဆိုရင်အဲ့ဒီဟိန္ဒူဘာသာဝင်ဟာသိပ်ပြီးတော့အဆင်မရှိသေးဘူးဟုတ်လားရေကျိုးစိတ်အခုဆိုရင်80လောက်ရှိတယ်ဇက်မြင့်တွေကဟိုးအထက်ကနေချိုးလာတယ်ဟိုးဇက်နေတွေကအောက်ဆုံးမှာချိုးရတယ်ရေကျိုးစိတ်ခေါ်အဲ့မှာ80လောက်မှာပြိတ္တိချိုးနေတာများဟာမြင်မကောင်းဘူးလူကိုကြက်ပိတ်နေအောင်အိုးထားတာချိုးတာဘယ်ချင်းချိုးလဲဆိုရင်အလွန်ချမ်းတဲ့ဒီဇင်ဘာဇန်နဝါရီမှာချိုးတာဟုတ်လားဟာအငွေ့တွေတစ်ထောင်ထောင်နဲ့ထွက်ပြီးတော့မင်းတို့ဘာဖြစ်လို့ဒီလောက်ချမ်းတဲ့ຢာတိကြီးမှာဘာလို့ဒီရေသာအစိုးရ3နိုင်4နိုင်ချိုးရတာလဲဘာပြောတယ်မှန်တယ်တို့နှလုံးသားရဲ့ဒုစိတ်ဓာတ်မှာကိလေသာကိလေသာတွေကိုတဲ့ဟောဒီခင်းကပြည့်ရင်လည်းမနက်ခင်းစောစောရေချိုးလိုက်မှပြောင်းတာတဲ့ကိလေသာပြောင်းစေတဲ့ရေချင်းလို့တို့ဟိန္ဒူဘာသာဝင်တွေကကိလေသာတွေလာဆေးတာကိလေသာအဲ့ဒီလိုဆေးလို့ပြောင်းပါမလားပြောင်းပါဗျာသူ့အယူဝါဒနဲ့ယူတာကတော့ဒါဥစဉ်တို့အပြစ်မပြောလို့ပါဘာသာတရားတစ်ခုအရာဘာမှမပြောလို့ပါကျွတ်တို့ဗုဒ္ဓဘာသာတွေကအခုအဲ့ဒီပုံစံမျိုးဖြစ်မနေဘူးလားဖြစ်နေပါတယ်ဗျာနင်ဟောင်းကအငြိအကျေးတွေပါပါဆိုလို့ခြေတောင်လေးကောင်းလေးတစ်နေ့လုံးမလျှော်ခဲ့တာအဲ့ဒီနေ့ကျရင်စัจ जा နဲ့ပြုတ်ပြီးတော့လျှော်ကြပါပြီတစ်နေ့လုံးအိမ်လေးကြမ်းမတိုက်ခဲ့တဲ့ပုဂ္ဂိုလ်တွေကစัจ जा ရည်တွေနဲ့စီလို့ကြမ်းနေတိုက်ကြပါပြီဘာဖြစ်လို့လဲပြီးတော့နှစ်ဟောင်းကဟာတွေနှစ်သိပါလို့မဖြစ်ဘူးတဲ့ဟုတ်လားအဲ့ဒီကျမ်းတွေကအငြိအကျေးအဲ့ဒီအဝတ်စားတွေကအငြိအကျေးကပြိတ္တရဲ့ဟောဒီစိတ်ဓာတ်မှာကပ်နေတဲ့အငြိအကျေးတော့ဆိုးရမှာဆိုးပါဗျာမဆိုးဘူးဒါကြောင့်စိတ်အငြိအကျေးကိုပဲစင်အောင်စည်းစမ်းပါလောကမျက်စိနဲ့မြင်နိုင်တဲ့ပြိတ္တရဲ့အငြိအကျေးဆိုတာကကိုယ်မလျှော်လည်းပဲဟိုမှာဒီတော့သွားဖို့လျှော်လို့ရပါလေမရဘူးလားရပါတယ်ဗျာအေးဒါကြောင့်အလျှော်မမနေဘူးလားမှန်ပါဗျာဟောဒီမှာကိလေသာတွေတောင်းကြနေတဲ့အရှင်မေဂိယမထေကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တတွေကနှိစ္စခံရတဲ့အခါစိတ်ဓာတ်တွေထိလန့်လာပြီအားထုတ်လို့မရတော့ဘူးတခါတည်းကြောင်းကိုမြတ်စွာဘုရားရှိတဲ့တော်ရန်လေးကိုပြန်မြတ်စွာဘုရားကသိလိုက်တယ်အာမိကြီးကတော့ပြန်လာဒီတော့မေးတယ်จิตသားသိจิตသားတရားဓမ္မတွေရှုမှတ်ပွားများအားထုတ်ရတာအစဉ်ပြေရဲ့လားဟုတ်လားပြေရဲ့လားဆိုတော့ကဲပြိဿမေးလိုက်တာတို့ပြိဿဖြေကြည့်တာအရှင်မေကြီးကတရားအားထုတ်တာအစဉ်ပြေရဲ့လားပြေပါဗျာဘာတွေနှိမ့်ဆက်တယ်ကိလေသာတွေဝိတ္တတွေနှိမ့်ဆက်မနေဘူးလားနှိမ့်ဆက်နေတယ်ဟုတ်လားအခုလည်းပဲမှားတယ်ပဲဘယ်ရိတ်တာပဲသွားဝင်မလဲသွားတာကဆင်ရလေးသွားတာဆိုင်အကြောင်းတွေအေးအကြောင်းတွေဈေးအကြောင်းတွေတက္ကကြီးအကြောင်းတွေတက္ကမကြီးအကြောင်းတွေတက္ကလေးအကြောင်းတွေတက္ကမလေးအကြောင်းတွေဘာမှတွေးမနေနဲ့ဟုတ်လားအဲ့တော့တွေးနေတော့အဲ့ဒါကြီးပဲမှတ်နေရတာနဲ့အချိန်ကုန်မသွားဘူးလားကုန်သွားပါဗျာကုန်သွားတော့လေရသော်ဘုရားကမေဂိယကိုမေးတယ်ဟဲ့တရားတွေ့လားမှန်ပါတပည့်တော်ဗျာထပ်တဲ့သရတရားနဲ့လာပြီးတော့အာထုတာနဲ့တကယ်ကိုအမှန်အာထုပါတယ်တပည့်တော်ရဲ့စိတ်အစဉ်မှာကာမဝိတ္တဆိုတဲ့ကာမဂုဏ်အာယုန်တွေကိုတွေးကြံတာတွေကလည်းပေါ်လာပြန်တယ်ဗျာပါဒဝိတ္တလို့ခေါ်တဲ့ညှင်းဆင်းနေတဲ့စိတ်ဓာတ်တွေကလည်းပေါ်လာပြန်တယ်ဝိဟိတဗျာပါဒဝိတ္တလို့ခေါ်တဲ့တတ္တဝါတွေကိုရိုက်ပုတ်ဖြည့်ဆည်းနေတာတွေလည်းပေါ်လာပြန်တယ်ဝိဟိတဝိတ္တလို့ခေါ်တဲ့တတ္တဝါတွေကိုညှင်းဆင်းတတ်ပြန်နေတာကလည်းပေါ်လာပြန်တယ်ဒီတော့မှမြတ်စွာဘုရားကမေဂိယမထေရကိုမေးအဲ့ချစ်စားမင်းကိုငါဘုရားကတပါးနဲ့ရှိလို့မသွားပါနဲ့လေပြောတာမင်းကဇော့တင်းထွက်သွားတာကိုကွာမင်းအဲ့ဒီနေရာတရားသွားအားထုတ်လို့မင်းအတွက်တရားမတွေ့နိုင်တာငါဘုရားသိတယ်
အဲ့ဒီတော့မှမြတ်စွာဘုရားကမေဂိယကလူရင်းလူရှင်းမိတ်နိုင်တယ်မင်းဟာအဲ့ဒီနေရာမှာတစ်ချိန်သောကာလတော့ကတိုင်းပြည်အုပ်ချုပ်တဲ့ရှင်ဘုရင်ကြီးအဖြစ်နဲ့ကြီးနှန်းဆန်ပြီးတော့မင်းလုပ်ခဲ့တဲ့နေရာအဲ့ဒီနေရာတော်လေးကမေဂိယမထေရဘာလုပ်ခဲ့တဲ့နေရာလဲရှင်ဘုရင်လုပ်ခဲ့တဲ့နေရာရှင်ဘုရင်လုပ်ခဲ့တဲ့နေရာဆိုပြိဿရဲ့စဉ်းစားကြည့်ပေါ့ကာမဝိတ္တရှင်ဘုရင်ဒီကာမဂုဏ်အာယုန်ကိုမခံစားဘူးလားရှိတော့ရှင်ဘုရင်ဒီပြောတာပါဟုတ်လားမင်းတို့မင်းကြီးတို့အုပ်စုပေါ့ဗျာဟုတ်လားရှင်ဘုရင်ဒီကာမဂုဏ်အာယုန်ကိုခံစားတဲ့အခါကျတော့ကာမဂုဏ်အာယုန်ကိုဘယ်လောက်ခံစားခဲ့လဲအဲ့ဒီတော့ကပြင်းပြင်းထန်ထန်ဆွဲဆွဲလန်းလန်းခံစားခဲ့တဲ့စိတ်အယိုင်းဟာပြိဿရဲ့ဘလောက်ရှင်ထဲမှာကိန်းလာတဲ့ဆိုဒီနေရာမှာတရားပြန်ထိုင်တော့ရှင်မင်းစိတ်ပြန်ပေါင်းပြီးအဲ့ဒါတွေပြန်တွေးတာဟုတ်လားဒုပရိသအဲ့ဒါရှင်မင်းလားပြည်ရတာကိုယ့်ဟာကိုယ်တရားထိုင်ရပြီးပြီဟုတ်လားကာမဂုဏ်အာယုန်တွေပြန်တွေးပြီးရတဲ့အခါကျတော့တိုင်းလူပြည်သားတွေနဲ့ဆက်ဆံတဲ့နေရာခိုးနိုင်ငံဒီနိုင်ငံဆက်ဆံတဲ့နေရာမှာတပ်ဖြတ်ခဲ့ရတာတွေညှဉ်းဆဲခဲ့ရတာတွေပုတ်ခတ်ခဲ့ရတာတွေရိုက်သတ်ခဲ့ရတာတွေရှိခဲ့ဘူးတဲ့အတွက်ကြောင့်အဲဒီတော့ကမြောက်မြောက်များများပျော်ပါခဲ့တဲ့အဲ့ဒီစိတ်ရိုင်းတွေကဒီဘဝတရားအားထုတ်ပြန်တော့ယာပါဒဝိတ္တဝိဟိတဝိတ္တအနေနဲ့သူထံကိုပြန်ပြီးတော့နှိမ့်ဆက်နေတာကဲဘဝကပါလာတဲ့တန်ရောစင်တွေဟာကြောက်เสียမကောင်းဘူးလားကောင်းပါရဲ့ဗျာတစ်ချိန်လုံးကဒီနေရာမှာရှင်ဘုရင်ဖြစ်ပြီးတော့ကာမဂုဏ်အာယုန်ခံစားခဲ့တာတွေညှင်းဆဲခဲ့တာတွေတက်ပြတ်ခဲ့တာတွေဟာအခုတရားဓမ္မအားထုတ်တော့အကုန်ပြန်ပြီးတော့ပေါ်လာတဲ့အခါမှာမေဂိယစိတ်အစဉ်မှာတရားဓမ္မအားထုတ်လို့ရရတာမရပါဘူးမရဘူးဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီအချိန်ညမှာမေဂိယမထေရမြတ်ကိုစောစောတုန်းကဥစဉ်တရားအစမှာကျွတ်တဲ့ခါတာလေးနဲ့ဟောတာจิตသာတဲ့မင်းတို့ရနေတဲ့ဟောဒီစိတ်ရိုင်းစိတ်လေးတွေကအမြဲတမ်းကြမ်းကြမ်းတမ်းတမ်းနဲ့ဖြစ်နေတဲ့အတွက်ကြောင့်နူးညံ့သိမ်မွေ့အောင်ထိတွေ့သိမ်သွင်းတဲ့နေရာမှာလေးဓမ္မများသမားလိုပဲတစင်ပြီးတစင်ပြုပြင်ပြောင်းလဲပြီးလိုက်မှရတယ်တစင်ပြီးတစင်ပြုပြင်ပြောင်းလဲပြီးလိုက်ခဲ့ရင်တော့မင်းတို့ရဲ့စိတ်ရိုင်းစိတ်လေးတွေကဖြူစင်တန်ရှင်းတဲ့တရားတွေဖြူစင်တန်ရှင်းတဲ့စိတ်အကောင်းတွေဘဝရောက်လာပါလိမ့်ဟာနန္ဒသဗ္ဗလစိတ်တံဒုရခန္တုံနိဝရယံဥဇောကရောတိမေတံဝိဥတုကာရောဝတိသနာဟာနန္ဒငါးပြအာယုံကဘဂုံတရားတို့၌တုံလုံးချင်းရှိထားသောသဗ္ဗလံငါးပြအာယုံကဘဂုံတို့ရဲ့အပေါ်၌လောနီဖောက်ပြမှောင်မတဲ့စေရိုင်းစိတ်ညစ်ရှိပေတတ်သောဒုရခံဘာဝနာတလိပျော်မွေ့ဖို့ရန်ဆိုင်ဆောင်သိဖို့ရန်ခင်စွာထသောဒုနိဝရယစัจ java အာယုန်နဲ့တွေ့တဲ့အခါမျိုးမှာဖြင့်ထိမ့်သိဖို့ရန်တားမြစ်ဖို့ရန်လုံးကိုခင်စွာတတ်သောစိတ်တံမောက်မောက်မမသန္တရာတခွင်လေးကမာနာတဲ့ဟောဤစိတ်ရိုင်းစိတ်ညစ်တွေကိုဥဇောကာယကံဝစီကံမနောကံနဲ့အစာထားပြီးတော့ကြီးကျယ်မြင့်မြတ်ဖြောင့်မတ်တဲ့စိတ်ထားအဆင့်ကိုရောက်အောင်ကရောတိကောင်းစွာမသွေပြုအပ်ပါ၏လေးသမားသည်မိမိပြုလုံးမဲ့လေးကိုဖြောင့်တတ်အောင်စင်ကြယ်အောင်ကြိုးစားပြီးတော့ဆွမ်းဆောင်လိုက်တယ်လို့ပါပဲဟောဒီလောကကြီးမှာလူဖြစ်ကြတဲ့အာလုံးသောဒုက္ခဓမ္မပေါင်းသူတော်ကောင်းတို့သည်လည်းပဲဒုနိဝရယံဒုရခံဒုနိဝရယံမေတ္တာဝီကြောင်းကျိုးသိနေပညာရှင်ဖြစ်ကြတဲ့အာလုံးသောဒုက္ခဓမ္မပေါင်းသူတော်ကောင်းတို့သည်လည်းပဲဥဇောမိမိရဲ့စိတ်အစဉ်မှတစ်နှစ်ပတ်လုံးညင်နွမ်းလာတဲ့စိတ်ညစ်စိတ်ဆိုးစိတ်အညံ့စားတွေကိုကရောတိဒါနသီလတစင်ကျော်ယုတ်တရားနန္တရားအပေါ်မှာရှုမှတ်ပွားများလိုက်တဲ့ဘာဝနာတရားဖြင့်ကောင်းစွာမသွေးကြိုးစား၍ပြုပြင်ရကိုရာတတိအေရှင်တော်မြတ်ဘုရားကဟောဒီခါတာလေးကိုဟောကြားပြီးတော့ရိုင်းနေတဲ့စိတ်ဓာတ်တွေကိုပြုပြင်ဖို့ရန်ဟောကြားလိုက်တာအဲ့ဒီအချင်းချင်းမှာရှင်တော်မြတ်ဘုရားတရားကိုနာကြားရင်းနဲ့သောသောကထက်ခံကောင်းနေတဲ့စိတ်ဓာတ်တွေရှိထားတဲ့အရှင်မေဂိယမထေရဒေသနာဝ
သာနိမြတ်စွာဘုရားရဲ့တရားဒေသနာဆုံးသွားတဲ့အချိန်မှာတော့သောတာပတိဗလေသောတာပတိကို၌ပဋိဌာဟိတည်ခဲ့ပါပြီသောတာပန်အစဉ်အဲ့ဒီကြမှာရောက်တာဟုတ်လားဒါကြောင့်အားလုံးဒုက္ခဓမ္မပေါင်းသူတော်ကောင်းတွေကိုဒီကနေ့အချိန်မီလေးပြင်ဖို့ရအတွက်ရေကြောင့်ဖြစ်တဲ့ရွှွညွန်အညစ်အကြေးကိုတော့ရေနဲ့ဆေးပြောင်းစင်တန့်ရှင်းသွားတယ်လို့ပဲတဲ့အကုသိုလ်စိတ်ကြောင့်တစ်နေ့လုံးဖြစ်ခဲ့တဲ့အကုသိုလ်ကာယကံဝစီကံမနောကံတွေအကုသိုလ်စိတ်ဆိုးစိတ်နဲ့တွေကိုဟောဒီအားလက်တဲ့ရက်တွေမှာဒုပရိသကုသိုလ်စိတ်ခါစိတ်ရက်တွေနဲ့မဟာတတိပဋ္ဌာန်ရေစဉ်ရေအေးနဲ့ဆီးလိုက်စမ်းပါတဲ့ဒါကအချိန်ကြီးလေးပြင်လိုက်မရဘူးလားရပါပါဗျာဒါကြောင့်အချိန်ကြီးလေးပြင်လိုက်ပါလို့တိုက်တွန်းရင်းနဲ့ဒီကနေ့တရားအစီအစဉ်မရှိဒီတရားလေးလည်းဟောပေးကြရပါတယ်ဟုတ်လားဒေသေတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မဒေသနာအဘိနန္ဒနာစေတေနသာဓုသာဓုတိပါဒသာသာရဝတရားနာနာကြပါလေမြတ်တရားဓမ္မပေါင်းသူတော်ကောင်းတို့တုံမေသေသူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓဗျာဗျာကိုပြီးသွန်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအထံတော်မှာဒေတိတံတဆင့်ခံအားဟောကြားအပ်သောဣမဓမ္မဒေသနာအချိန်မီလေးမှအခွင့်ရလုံးလေးမှဖြင့်တနည်းပတ်လုံးကျင်လည်ရတဲ့မကောင်းတဲ့စိတ်ဆိုးစိတ်ညစ်နေပေတွေကစိတ်သာစိတ်ရှင်လေးတွေကိုရဖို့ရန်ရည်စံတိုက်တွန်းတဲ့ဣတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုသိနာကြကြကုန်မြည်ပြီးဖြစ်၍အဘိနန္ဒနာစိတ်တေနာအလိုနှစ်သာရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစိတ်တေနာဟောဒီကိုယ်တော်တရားအားထုတ်ဖို့လည်းဟောတယ်သူကြောင့်မှလည်းပဲရိတ္တယောဂီပြည့်နေပြီလို့ဟောပြန်တယ်မိဇာတပတ်ရေမှုတပတ်နဲ့ငါတို့ကိုကလိသွားတယ်လို့စိတ်ထဲမှာရည်ကြည်ဒီလေးတွေးပြီးတော့စိတ်မကောင်းဖြစ်လို့များကြံ့ရခဲ့ကြပြီဆိုရင်ပရိသတ်ရေအပြစ်တော်တည်ရင်လည်းခံရမှာပါဟောဒီကိုယ်တော်မန္တလေးကို9ရက်လောက်သွားနိုင်ပြီပါလေရှိရဲ့ရိတ္တဟာနေရာရကုန်ကုန်လို့ဒီကိုယ်တော်တော်ကြောင်းအောင်ကိုဆင်းပြီးတော့နေရာမှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဆိုးရင်လည်းခံမယ်တကယ်အားထုတ်ခြင်းရင်လည်းပဲတခြားနေရာတွေမှာသွားပြီးတော့နေရာရှာကြပါဦးကြုံကြောင်းရောက်လာရင်လည်းပဲနေတော့မလွတ်ပါဘူးနေကြရင်နေကြပါလို့ပြောခဲ့ပါတယ်ဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းရင်ရေမုံလေးနဲ့ပဲပြန်သွားပြီရဲ့လို့ပြန်ခါတွေ့ဝမ်းမြောက်ဝမ်းသာပီတိရှားကြကုန်လည်းသာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်တော်သူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်တန်ကိုဘာသာသာသုံးရည်သုံးဝါနှုံမြတ်ခါ၍ကောင်းစွာမသွေကျူရင်လိုက်ကြလီကုန်ရာသတိ